တချိန်လုံးကဘော်ဒီတစ်ပါးတစ်ပင်ကြီးကတိုင်းနဲ့ဖျားတစ်ပါးနဲ့ပူပေါင်းပြီးအခြားတိုင်းနဲ့ဖျားတစ်ပါးကိုတက်ဖြတ်ခဲ့ပူပါတယ်ဝင်းညစ်မျိုးနဲ့စုရဲ့တခဲလေးဟွင်ယူရွာဆိုရင်တော့ပြောင်းလဲချင်းရှစ်တွေတန်းဝိစာပါကောင်းကင်သွေးကန်ထဲမှာခန္ဓာတန်းစင်ရင်နဲ့ရှောင်းကကျဲရှစ်ပွဲအထုံးထိပ်တန်းဝိစာကနေကျဲကိုးပွဲတန်းဝိစာအဆင့်ကိုချိုးဖျက်နိုင်ခဲ့ပါတယ်ပြောင်းလဲချင်း၅တွေအထုံးထိပ်ရှေးအောင်သားရဲ့တကောင်ကသွေးမျိုးဆက်ပြောင်းလဲချင်းကနေရရှိတဲ့စွမ်းအားကပြင်ပစွမ်းအားပါသူ့ရဲ့စွမ်းရည်ကအကြီးအကျယ်ကိုတိုးတက်လာခဲ့ပေမဲ့သူ့ရဲ့အခြေခံအုတ်မြစ်ကလည်းအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခရိုဆာကီပါဒီနေ့မှာတော့ကျွန်တော်က episode 163ကနေ episode 166ထိကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြအောင် episode 163ရဲ့အပိုင်းအစမှာတော့ကြက်ကျွေးဆိုင်ကိုပြန်ရောက်ပြီးကောင်းကင်ခန္ဓာကျင့်စဉ်အစင်းနဲ့ကောင်းကင်အစင်းဒူတိုင်းကိုရှောင်းဝန်းကလေ့ကျင့်အောင်မြင်ခဲ့ပါတယ်ဒါပေမဲ့လက်ရှိမှာတော့ရှောင်းဝန်းကပေ80အထွန်းထိပ်ထိတာအောင်မြင်သေးတာပါပေ90အထွန်းထိပ်အခြေအနေထိတက်ကြွဖို့ဆိုရင်ရှောင်းဝန်းကသူ့ရဲ့ရုပ်ခန္ဓာကိုပုံမူပြီးတော့တန်မာလောင်လို့လုပ်ဖို့အတွက်လိုအပ်ပါတယ်လက်ရှိရှောင်းဝန်းကပေ80အထွန်းထိပ်အခြေအနေမှာတော့မှကောင်းကင်အစင်းဒူတိုင်းကအတော်လေးကိုမှအစွမ်းထက်နေပါပြီပေ90အထွန်းထိပ်ထိတာတက်ကြွသွားပြီဆိုရင်တော့အလဲအဆင့်ကောင်းကင်အဆင့်ဒူတိုင်းများနဲ့တော့မှနှိုင်းရှင်းနိုင်တဲ့အထိအစွမ်းထက်လုံးပါတယ်ကောင်းကင်ခန္ဓာကျင့်စဉ်ကိုလေ့ကျင့်ဖို့အတွက်အဓိကလိုအပ်ချက်ကတော့ခန္ဓာကိုယ်ကလုံလောက်အောင်တန်ဆွမ်းနေဖို့အတွက်လိုအပ်တာပါရှောင်းရဲ့လက်ရှိခန္ဓာသူ့ရဲ့ငယ်စဉ်ဘဝခက်ခဲကြမ်းတမ်းတဲ့လေ့ကျင့်မှုတွေနဲ့ကောင်းကင်မီတော်တွေကိုတင်ပတ်ရင်တဖြည်းဖြည်းနဲ့သူ့ရဲ့ခန္ဓာအဆင့်မြင့်တက်လာတာကြောင့်သူ့ရဲ့လက်ရှိရုပ်ခန္ဓာတန်မာမှုကတမန်လူတွေနဲ့မရှင်နိုင်တဲ့အတိုင်းအတာတစ်ခုကိုရောက်ရှိနေပါပြီအကယ်၍ဒီနေရာမှာရှောင်းအောင်မဟုတ်ပဲအခြားလူတယောက်ရုပ်ခန္ဓာတန်မာမှုမရှိတဲ့လူတယောက်ကသာကောင်းကင်ခန္ဓာကျင့်စဉ်ကိုလေ့ကျင့်လိုက်မယ်ဆိုရင်သူတို့ရဲ့ခန္ဓာပောက်ကွဲပြီးတော့တည်ဆုံးသွားနိုင်ပါတယ်ရှောင်းဝမ်းအတွက်တောင်မှလက်ရှိပေ80အထွန်းထိပ်ကနေထပ်ပြီးတော့အတင်းအကျပ်လေ့ကျင့်မယ်ဆိုရင်သူကလည်းရလက်ဆိုးကိုကြုံတွေ့ရနိုင်ပါတယ်ဒါကြောင့်မလို့ရှောင်းဝမ်းကပေ80အထွန်းထိပ်မှာရပ်တန့်ခဲ့တာပါဘာကြောင့်ရုပ်ခန္ဓာတန်မာဖို့အတွက်လိုအပ်လေလို့ပြောလဲဆိုရင်ဒီကျင့်စဉ်ရဲ့အခြေခံလေ့ကျင့်ဖို့အတွက်ကခန္ဓာကိုစတင်ပြောင်းလဲရတာဖြစ်ပါတယ်ခန္ဓာပြောင်းလဲတဲ့အချိန်မှာတေမတက်နာကျင်မှုကိုခံစားရပါတယ်ခန္ဓာကိုယ်ကကြီးထွားလိုက်ပြန်သေးလိုက်ကြီးထွားလိုက်ပြန်သေးလိုက်အဲ့လိုခဏနာကျင်မှုမျိုးကိုခံစားနိုင်မှသာဒီကောင်းကင်ခန္ဓာကျင့်စဉ်ကိုအစိမ့်မြင့်တင်နိုင်မှာပါဒါကြောင့်မလို့လက်ရှိရှောင်းဝမ်းပေ80အထွန်းထိပ်ထိလေ့ကျင့်နိုင်ဖို့အတွက်တော့မှသူ့မှာတေမလောက်နာကျင်မှုကိုခံစားခဲ့ရပြီးပါပြီဒီကောင်းကင်ခန္ဓာကျင့်စဉ်ကိုလေ့ကျင့်တာကလည်းကိုယ့်ကိုနှိပ်စက်ခြင်းတစ်မျိုးပါပဲဒါပေမဲ့အားလုံးရဲ့အမြင်မှာရှောင်းဝမ်းကဒီကောင်းကင်အစင်ဒူတိုင်းကိုအလွယ်လေးတက်သွားတယ်လို့ထင်မိမှာပါဒါပေမဲ့တကယ်တမ်းမှာတော့အဲ့လိုမဟုတ်ပါဘူးရှောင်းဝမ်းကဒီကောင်းကင်ခန္ဓာကျင့်စဉ်ကိုလေ့ကျင့်ဖို့အတွက်15ရက်နောက်မှအချိန်ယူခဲ့ရပါတယ်လာဝက်ပါအဲ့လာဝက်အတွင်းမှာသူကတေမတက်နာကျင်မှုကိုခံစားခဲ့ရပါတယ်ပြောမယ်ဆိုရင်သူ့ရဲ့ရုပ်ခန္ဓာကောင်းကင်ခန္ဓာကျင့်စဉ်ကိုလေ့ကျင့်ဖို့အတွက်နာကျင်မှုတွေကိုဇက်တိုက်ခံခဲ့ရတာပါအဲ့နာကျင်မှုတွေကိုခံစားပြီးမှပဲသူကလက်ရှိပေ80အထွန်းထဲကိုရောက်ရှိလာခဲ့တာပါဆက်ပြီးတော့လေ့ကျင့်မယ်ဆိုရင်တော့သူ့ရဲ့ခန္ဓာကပောက်ကွဲသွားနိုင်ပါတယ်ဒါကြောင့်လေရှောင်းဝမ်းကပေ80အထွန်းထိပ်မှာတော့မှခန္ဓာကိုယ်အပြည့်အဝမထိန်ချုံနိုင်သေးတာပါဘော်ဒီတစ်ပါးတစ်ပင်ခီးစဉ်ကြီးမန်ဟွမ်ရှေးရောက်နေပြီလက်ရှိမန်ဟွမ်ရှေးရောက်နေပြီကိုထွက်ခွာတဲ့ရှောင်းဝမ်းတို့အဖွဲ့ရဲ့အင်အားဆိုရင်တော့ရှောင်းဝမ်းကတော့ကျေရှစ်ပွဲအထွန်းထိပ်တိုင်းဝိစာပါဒါပေမဲ့သူ့ရဲ့တိုက်ခိုက်စွမ်းရည်ကတော့လက်ရှိအချိန်မှာပြောင်းလဲချင်း6တွေတန်းဝိစာအောင်တော့ရင်ဆိုင်နိုင်နေပါပြီရှော်ရီရှန်နဲ့ခြံလေး2ယောက်စလုံးကတော့ကျဲ9ပွင့်တန်းဝိစာတွေဖြစ်ပြီးကျဲ10ပွင့်တန်းဝိစာကိုရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်ဒါပေမဲ့သူတို့ဖွဲ့မှာအဓိကကတော့ရှော်ရီရှန်နဲ့ခြံလေးမဟုတ်ပဲချင်းလင်မှာမန်ဟွမ်ရှေးရောက်နေမီရမှော်သားရဲ့နေမီဖြစ်ပြီးချင်းလေးမှာကြောက်စိမ့်မွေပန်းသုံးပွင့်မျက်လုံးကိုပိုင်ဆိုင်လာတာကြောင့်မွေပုံတရံသားရဲတွေကိုထိန်းချုပ်နိုင်စွမ်းရှိပါတယ်ဒါကြောင့်မလို့ချင်းလင်ရလက်ရှိရှောင်းဝန်းတို့အဖွဲ့မှာအဓိကအနေနဲ့ပါဝင်ပါတယ်ချင်းလင်ရဲ့စွမ်းရည်ကတော့ကျဲ9ပွင့်တန်းဝိစာတယောက်ကိုရင်ဆိုင်တိုက်ခိုက်နိုင်ပါတယ်ဒါကြောင့်မလို့လက်ရှိရှောင်းဝန်းတို့အဖွဲ့ကိုလည်းအတော်လေးကိုမှအစွမ်းထက်တဲ့အဖွဲ့လို့ပြောလို့ရပါတယ်လက်ရှိအချိန်မှာကြဲကျွေးဆိုင်မှာတန်းဝိစာပညာရှင်အများပြားရှိနေပေမဲ့လည်းယခုအချိန်တွေကအရေးအတွက်ထက်အရေးချင်းရတာရေးကြီးတာပါပြီးတော့မန်ဟွမ်ရှေးရောက်နေမီကမှော်သားရဲ့နေမီဖြစ်လို့အတွက်မလိုအပ်ပဲနဲ့ရှောင်းဝန်းကမစွန့်စားစေချင်ပါဘူးဒါကြောင့်မလို့ရှောင်းဝန်းကလူအနေငယ်ကိုခေါ်ပြီးတော့တာမန်ဟွမ်ရှေးရောက်နေမီကိုထွက်ခွာသွားခဲ့တာပါမန်ဟွမ်ရှေးရောက်နေမီဘော်ဒီတစ်ပါးတစ်ပင်ကြီးဘော်ဒီတစ်ပါးနှလုံးသားရဲ့ဆွဲဆောင်မှုကတန်ဝိစာအဆင့်ပညာရှင်တွေနဲ့ဒူဆုံးအဆင့်ပညာရှင်အားလုံးကိုမျက်လုံးနှီးပြီးတော့ယူသွသွားစေဖို့ကလုံလောက်ပါတယ်ဒါအပူပြောတာမို့ဒီမှာဆိုရင်အချိန်တွေကိုပဲကြည့်ပါဒူဆုံးအဆင့်ပညာရှင်အားလုံးကယူမမိုက်နဲ့ရှေ့ကိုတိုးဝင်သွားခဲ့တာပါဒါပေမဲ့လေတယောက်ကမှအသက်ရှင်ကျင်းခဲ့တာမရှိပါဘူးတန်ဝိစာအစိမ်ပညာရှင်အချို့ကတော့ကိုထိန်းချုပ်နိုင်စွမ်းမရှိပဲမန်ဟွမ်ရှေးရောက်နေမြေအလဲပိုင်းကုန်းမြေကြီးရဲ့တားမြင့်နေမြေထဲကိုယူမိုက်ဝင်ပြီးတော့တည်ဆုံးသွားခဲ့ကြရပါတယ်ဒါတော့မှဒါမန်ဟွမ်ရှေးရောက်နေမြေရဲ့ဝင်ပေါက်ပဲရှိပါသေးတယ်ဒါတွေကိုကြည့်မှဆိုရင်တော့အလဲပိုင်းကုန်းမြေကြီးရဲ့တားမြင့်နေမြေဖြစ်တဲ့မန်ဟွမ်ရှေးရောက်နေမြေကဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတာကိုသိရမှာပါမန်ဟွမ်ရှေးရောက်နေမြေကြီးရဲ့ပထမဦးဆုံးအတားစီးကတော့အစိမ့်မြူခိုးပါ
ဒီအစိတ်မြူခိုကအပြင်ပန်းမှာကြည့်မယ်ဆိုရင်တော့ရိုးအစိတ်ငွေ့တွေပါအစိတ်ကောက်ွယ်စေးလုံးတွေကိုတောက်ထားမယ်ဆိုရင်တော့အကာအကွယ်ကိုရနိုင်ပါတယ်ဒါပေမဲ့လေရိုးအစိတ်မြူခိုပဲဖြစ်နေမယ်ဆိုရင်တော့တားမြင့်နေမြေဆိုပြီးတော့ဘယ်ခေါ်လို့ရအောင်မလဲဒီမှာဝင်သွားတဲ့တိုင်းဝင်းစာအစဉ်ပညာရှင်တွေကတော့ကြာဆုံးသွားပြီးရှောင်းဝမ်တို့အဖွဲ့ရတော့မတိလိုက်ပဲအစိတ်မိသွားတယ်ဆိုရင်ကြည့်ပါဒီရှေးရောက်နေမြေကတကယ်တမ်းဘယ်လောက်ထိတော့ကြောက်ဖို့ကောင်းလဲဆိုတော့ဒါတော့အတော်များသိပြီးသားဖြစ်မှာပါဒီလက်ရှိအစိတ်မြူခိုကတော့အဓိကအစိတ်ပိုးကောင်းနေဖြစ်ပါတယ်အဲ့ဒီအစိတ်ပိုးကောင်းတွေကဒိုချီစွမ်းရင်းကိုတိုက်စားပြီးခန္ဓာအတွင်းမှာအစိတ်မိစေတာဖြစ်ပါတယ်ဒါပေမဲ့အစိတ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့ရှောက်ယူရှမ်းအတွက်ကတော့ဘာအနေမှမရှိပါဘူးအဲ့ဒီတိုင်းပဲကောင်းကင်မီတောင်ပိုင်ဆိုင်ထားတဲ့ရှောင်းဝမ်အတွက်ကလည်းဘာအနေမှမရှိပါဘူးဒါကြောင့်မလို့ကောင်းကင်မီတောင်နဲ့ရှောင်းဝမ်ရဲ့အကူအညီနဲ့သူတို့ကပထမအတားစီးကိုလွယ်လွယ်ကူကူပဲဖျက်ချော်နိုင်ခဲ့တာပါလက်ရှိရှောင်းရဲ့လက်ထဲမှာ body တစ်ပတ်မျိုးစေ့ရရှိပါတယ်အဲ့ဒီ body တစ်ပတ်မျိုးစေ့ရတော့ရှောင်းဝမ်က body တစ်ပတ်တွေရနေရရှိခဲ့တဲ့အရာပါဒါကတော့ရှောင်းဝမ်လီလံပွဲမှာရရှိခဲ့တာပါဒီ body တစ်ပတ်မျိုးစေ့ရဆိုရင်တော့ body တစ်ပတ်တစ်ပင်ကြီးကိုခြေရာခံနိုင်စွမ်းရှိပါတယ်ဒါပေမဲ့လက်ရှိမှာတော့အကွာဝေးရအရန်ကိုဝေးကွာနေတာကြောင့် body တစ်ပတ်မျိုးစေ့ရအလုံးမလုံးပါဘူးဒါပေမဲ့လည်းတည်ရှိနေတဲ့ဘက်အချမ်းကိုတော့ရေရေလေးပြသပေးပါတယ်ဒါကြောင့်မလို့ရှောင်းတို့အဖွဲ့ကလမ်းကြောင်းအမှန်ကိုသိခဲ့ပြီးသူတို့ကရှေ့ဆက်ပြီးတော့တွားနိုင်ခဲ့ကြပါတယ်ပန်းကိုင်းအလင်းကိုင်းတိုက်ခိုက်ခံရခြင်းလက်ရှိအချိန်မှာယူရင်းကအရင်ပန်းကိုင်းရဲ့ဂိုင်းကျုပ်ဟွာရဲ့ဒူချီစွမ်းရည်စီးတစ်စိတ်ကိုရရှိထားပေမဲ့သူကလက်ရှိအချိန်မှာဒူချီစွမ်းရည်စီးတစ်စိတ်ကိုအပြည့်အဝမတန့်စင်နိုင်သေးပါဘူးလက်ရှိယူရင်ရဲ့စွမ်းရည်ကအလွန်ဆုံးမှကျဲ6ပဲတိုင်းဝိစာအဆင့်စွမ်းရည်မျိုးသာထုတ်သုံးနိုင်သေးတာပါဒါပေမဲ့လည်းကျဲ6ပဲတိုင်းဝိစာအဆင့်စွမ်းရည်ဆိုရင်တော့မှအတော်လေးကိုမှမြန်ဆန်တဲ့အချိန်လို့ပြောရမှာပါပန်းကိုင်းရလည်းအတော်လေးကိုမှအစွမ်းထပ်ပါတယ်ဒါပေမဲ့လက်ရှိမှာပန်းကိုင်းရဲ့အချိန်တွေကအတော်လေးကိုစိုးဝါးနေတာအကြောင်းရင်းရှိပါတယ်ထင်မြင်ကိုင်းကပန်းကိုင်းကိုထောင်ချောင်းဆင်ပြီးတော့အလင်းကိုင်းတိုက်ခိုက်ခဲ့တာပါပန်းကိုင်းမှာရွေးတို့အဖက်မှာပါဝင်လာတဲ့ကျဲကိုပွင့်တိုင်းဝိစာအဆင့်အကြီးကဲ2ယောက်ထဲကတယောက်ကလည်းထင်မြင်ကိုင်းရဲ့လက်ချက်နဲ့ကြာဆုံးသွားခဲ့ပါတယ်လက်ရှိမှာကြံနေတဲ့အကြီးကဲတယောက်ကလည်းဒဏ်ရာအပြင်းထန်ရရှိပြီးတော့သူတို့ရဲ့အချိန်တွေကအတော်လေးကိုမှစိုးဝါးခဲ့တာပါဒါကြောင့်မလို့သူတို့ကဆူဆူဝါအခြေအနေနဲ့ထွက်ပြေးနေရတာပါတစ်ဖက်မှာသူတို့ကိုလိုက်လံတိုက်ခိုက်နေတဲ့ထင်မြင်ခိုင်ရဲ့အင်အားဆိုရင်တော့ထင်မြင်ခိုင်ရဲ့ဂိုင်းချုပ်ထင်မြင်ခိုင်ရဲ့ဂိုင်းချုပ်ဟာဆိုရင်တော့ကျဲကိုပွင့်အထုံးထိပ်တိုင်းဝိစာပါသူတယောက်တည်းအင်အားနဲ့တွေပဲပန်းကိုင်းကကျဲကိုပွင့်တိုင်းဝိစာအဆင့်အကြီးကဲ2ယောက်လုံးရင်ဆိုင်နိုင်ပါတယ်ဒါပေမဲ့လက်ရှိအခြေအနေမှာကျဲကိုပွင့်တိုင်းဝိစာအဆင့်အကြီးကဲတယောက်ကတည်ဆုံသွားပြီးအကြီးကဲတယောက်ကလည်းဒဏ်ရာအပြင်းထန်ရရှိထားရမလို့ပန်းကိုင်းအနေနဲ့သူ့ရဲ့လက်ထဲမှာဘလို့မှတုတ်ပြန်နိုင်စွမ်းမရှိပါဘူးဒါအပြင်မှာကျဲကိုပွင့်တိုင်းဝိစာအထုံးထိပ်သူ့ရဲ့အင်အားတစ်ခုတည်းနဲ့မကပဲရောင်ဟွာလန်ချင်းကျဲ6ပွင့်တိုင်းဝိစာပြီးတော့ထင်မြင်ခိုင်ကအစွမ်းထက်တိုင်းဝိစာအများပြားလည်းပါဝင်လာပါသေးတယ်အဲ့ဒီတိုင်းဝိစာတွေရဲ့အင်အားကလည်းအနှိမ့်ဆုံးကျဲ4ပွင့်ကျဲ5ပွင့်တိုင်းဝိစာအဆင့်မှာရှိနေကြပါတယ်ဒါကြောင့်မလို့ထင်မြင်ခိုင်ရဲ့လက်ထဲမှာပန်းကိုင်းရဲ့အခြေအနေကအတော်လေးကိုမှစိုးဝါးနေတာပါလက်ရှိမှာယူရင်းကသူကအစွမ်းကုန်ထုတ်သုံးပြီးတော့တိုက်ခိုက်မယ်ဆိုရင်တော့မှရောင်ဟွာလန်ချင်းနဲ့လက်ရည်တူရှင်ပြီးတော့တိုက်ခိုက်နိုင်ုံသာရှိပါတယ်သူကဘလို့မှဒီအခြေအနေကိုပြောင်းလဲနိုင်စွမ်းမရှိပါဘူးဒါကြောင့်ပဲပန်းကိုင်းရဲ့အခြေအနေကထင်မြင်ကိုင်းရဲ့လက်ထဲမှာအတော်လေးကိုမှစိုးဝါးနေခဲ့တာပါဒါပေမဲ့လည်းယူရင်းကရောင်ဟွာလန်ချင်းနဲ့တိုက်ခိုက်တဲ့အချိန်မှာသူ့ရဲ့အာယုံကတိုက်ပွဲထက်တပည့်တွေစီမှာပို့ပြီးတော့ဆက်ရောက်နေတာကြောင့်သူကရောင်ဟွာလန်ချင်းကိုအရင်နှိပ်ခဲ့ပါတယ်ဒါကြောင့်မလို့တိုက်ပွဲရလည်းအမြန်အဆန်နဲ့ပဲပြီးဆုံးခဲ့ပြီးပန်းကိုင်းရဲ့အခြေအနေကမန်ဟွမ်ရှေးရောက်နယ်မြေကိုလာတဲ့ပန်းကိုင်းတစ်ခုလုံးကအမြင့်ပြတ်ရှင်းကန်ရမယ့်အခြေအနေထိတော့ကြုံခဲ့ရပါတယ်နောက်ဆုံးအချိန်မှာယူရင်းကကိုဖောက်ခွဲဖို့ကြိုးစားတဲ့အချိန်မှာရှောင်းဝမ်ကရောက်ရှိလာပါတယ်ကောင်းကင်ခန္ဓာကျင့်စဉ်နဲ့ရှောင်းဝမ်ကလက်ရှိအချိန်မှာဘယ်လောက်ထိအစွမ်းထက်လဲဆိုတော့အားလုံးကဒီမှာမြင်တွေ့ခဲ့ရမှာပါလက်ရှိရှောင်းဝမ်ကကျဲရှစ်ပွင့်အထုံးထိပ်တိုင်းဝိစာအဆင့်ပဲရှိသေးတာပါသူကကောင်းကင်ခန္ဓာကျင့်စဉ်ကိုအသုံးပြုပြီးတဲ့အချိန်မှာပြောင်းလဲခြင်း6တွေတိုင်းဝိစာတွေကိုတော့အနိုင်ယူနိုင်တဲ့အထိသူ့ရဲ့ခန္ဓာအင်အားတန်မာသွားခဲ့ပါတယ်ဒီပေ80အထုံးထိပ်ခန္ဓာကိုယ်ကြီးကပြောင်းလဲခြင်း6တွေတိုင်းဝိစာတွေကိုတော့အနိုင်ယူနိုင်တယ်ဆိုရင်တော့ဒီထင်မြင်ခိုင်ရဲ့ဂိုင်းကျုပ်လိုကျဲကိုပွင့်အထုံးထိပ်တိုင်းဝိစာဆိုရင်ပြောနေစရာတော့မလိုအပ်တော့ပါဘူးထင်မြင်ခိုင်ရဲ့ဂိုင်းကျုပ်ကပြောင်းလဲခြင်းတွေအဆင့်အောင်တော့မရောက်ရှိသေးပါဘူးသူကကျဲကိုပွင့်အထုံးထိပ်တိုင်းဝိစာအဆင့်မှာသာရှိသေးတာပါဒါကြောင့်မလို့လက်ရှိအခြေအနေကိုကင်တွယ်ဖို့ကရှောင်းဝမ်အတွက်အင်အားအများကြီးကိုမသုံးခဲ့ရပါဘူးသူ့ရဲ့လဝါတစ်ချက်ထဲနဲ့တင်ထင်မြင်ခိုင်ရဲ့ဂိုင်းကျုပ်ကမှောက်သွားခဲ့တာပါဒါအပြင်မှာထင်မြင်ခိုင်ရဲ့အင်အားစုတွေကလည်းရှောင်းဝမ်ရဲ့အင်အားကိုမြင်ပြီးတော့ကြောက်လန့်ပြီးတော့ထွက်ပြေးကုန်ကြတာပါထင်မြင်ခိုင်ရဲ့ဂိုင်းကျုပ်ကိုတတ်ဖို့ဆိုရင်ရှောင်းဝမ်အတွက်ဘာမှအားစိုက်စရာတော့မလိုအပ်ပါဘူးတကယ်တမ်းမှဆိုရင်ရှောင်းဝမ်ကကောင်းကင်ခန္ဓာကျင့်စဉ်တော့မလိုအပ်ပါဘူးသူကဟွင်မျိုးနဲ့ဇူရဲ့ပါရမီရှင်တွေဖြစ်တဲ့ဟွင်ယာနဲ့ဟွင်လီယုံတော့တစ်ချက်ထဲနဲ့အဆုံးသတ်နိုင်ခဲ့တာဒီလိုအလဲပိုင်းကုန်းမြေကကျဲကိုပွင့်အထုံးထိပ်တိုင်းဝိစာတယောက်ဆိုရင်သူ့အတွက်ဘာမှမပြောပါတော့ပါဘူးရှောင်းဝမ်ကကောင်းကင်ခန္ဓာကျင့်စဉ်ကိုထုတ်သုံးရတဲ့ရည်ရွယ်ချက်ကတော့တစ်ဖက်ကို6လန့်မှုပါရောင်ဟာလန်ကျင်းကိုလည်းရှောင်းဝမ်ကလဝါတစ်ချက်နဲ့အဆုံးသတ်ပေးလိုက်ပါတယ်ပြီးတော့ထင်မြင်ခိုင်ရဲ့ဂိုင်းကျုပ်ကလည်းရှောင်းဝမ်ရဲ့လဝါရိတ်ချက်အောက်မှာပဲရှောင်းဝမ်ရဲ့လဝါရိတ်ချက်အောက်မှာပဲတည်ဆုံးသွားခဲ့ရပါတယ်လက်ရှိအချိန်တွေတစ်ခုလုံးကင်တွယ်ရတာရှောင်းဝမ်အတွက်အလွန်မှလွယ်ကူတယ်လို့ပြောရမှာပါဒါ
ဒါပေမဲ့လည်းလက်ရှိအချိန်ဒီမှာရှောင်းဝမ်ကကောင်းကင်ခန္ဓာကျင့်စဉ်ကိုထုတ်သုံးရတာသူ့အတွက်စိုးကျိုးတွေကရှိနေပါသေးတယ်သူ့ရဲ့ခန္ဓာကောင်းကင်ခန္ဓာကျင့်စဉ်ကိုအချိန်ကြာကြီးမထိနိုင်ပါဘူးဒါကြောင့်မလို့ရှောင်းဝမ်ကတိုက်ပွဲကိုအမြတ်အဆုံးသတ်ပြီးတဲ့နောက်မှာသူကိုယ်တိုင်ကလည်းဒဏ်ရာရရှိသွားတာပါရှောင်းဝမ်ကတက်လိုက်တဲ့သူကထင်မင်ခိုင်ရဲ့ဒုခိုင်ချုပ်ပါထင်မင်ခိုင်ရဲ့အင်အားစုမှာဂိုင်းကျုံနဲ့ဘိုးဘေးကြီးရရှိပါသေးတယ်ဘိုးဘေးကြီးကတော့ထင်မင်ခိုင်ရဲ့အဓိကထောက်တိုင်ပါသူကတော့ထင်မင်ခိုင်ကိုအလဲပိုင်းကုန်းမြေကြီးရဲ့ဂိုင်းကြီးနှစ်ခုအဖြစ်ရပ်တည်နိုင်အောင်အဓိကထောက်ပံ့ပေးနေတဲ့ထောက်တိုင်ကြီးဆိုလည်းဟုတ်ပါတယ်သူကကျဲတပွဲတိုင်းသူတော်စင်အဆင့်အောင်တက်လန်းနိုင်တော့မယ်အစင်းမြင့်သူတော်စင်တစ်ပိုင်းအဆင့်ပညာရှင်တယောက်ပါရှောင်းဝမ်ကပန်းကားကိုကူညီပေးရတဲ့အကြောင်းပြချက်ကိုကတော့ကျွန်တော်မပြောလဲအားလုံးကသိမှာပါဘာဖြစ်ဖြစ်မဆိုင်တော့ပေမဲ့လမ်းမှာပြန်ဆုံတွေ့တဲ့အချစ်ဦးကိုပြန်ပြီးတော့ကယ်တင်ပေးတာပါပဲနားလည်ပေးလိုက်ပါဒါပေမဲ့ဒီမှာခြိုင်လင်းကရွေရင်ကိုမြင်တဲ့အချိန်မှာစိတ်ကောက်တဲ့မျက်နှာမျိုးဖြစ်သွားတာရှောင်းဝမ်နဲ့မသက်ဆိုင်ပါဘူးရွေရင်နဲ့ခြိုင်လင်းကအရင်တည်းကရန်သူတွေဖြစ်ကြပါတယ်ခြိုင်လင်းကကြာပန်းစိမ်းမီးတော့ကိုရရှိထားတဲ့အချိန်မှာရွေရင်ကကူဟီနဲ့ပေါင်းပြီးတော့ကြာပန်းစိမ်းမီးတော့ကိုလာရောက်ပြီးတော့လူယူခဲ့ပူးပါတယ်ဒါကြောင့်မလို့ခြိုင်လင်းနဲ့ရွေရင်ရဲ့ကြားမှာရန်ညိုးရန်စားရှိပါတယ်ဒါအပြင်အဲ့ဒါကိုမှရွေလန်ခိုင်းကိုတွားပြီးတော့ဖြုတ်ခင်းတဲ့အချိန်မှာလေရွေနဲ့ခြိုင်လင်းကြားမှာရန်ညိုးရန်စားရှိပါတယ်ဒါကြောင့်မလို့ခြိုင်လင်းကရွေရင်ပေါ်မှာအမြင်မကြည့်တာဖြစ်ပါတယ်ရှောင်းဝမ်နဲ့လုံးဝမသက်ဆိုင်ဘူးလို့လည်းပြောလို့မရပါဘူးတကယ်တမ်းမှဆိုရင်တော့ရှောင်းဝမ်နဲ့လည်းသက်ဆိုင်နေရလို့ပြောလို့ရပါတယ်ရွေနဲ့ရှောင်းဝမ်ရဲ့ဆက်ဆက်ရေးကိုလည်းခြိုင်လင်းရသိပါတယ်ဒါကြောင့်မလို့မဆိုင်ဘူးလို့လည်းပြောလို့မရပါဘူးဒါကတော့ထားပါဒါဟာရှောင်းဝမ်ရဲ့အတွင်းကိစ္စဗီဒီယိုလေးကိုပြန်ဆက်လိုက်ရအောင်ရှောင်းဝမ်ကစေးလုံးအနှဲငယ်ကိုထုတ်ပေးပြီးပန်းကိုင်းကိုကူညီဖို့အတွက်ခြိုင်လင်းနဲ့ရှော်ရီရှမ်းကိုအကူအညီတောင်းလိုက်ပါတယ်လက်ရှိချိန်မှာနာလိုင်ရင်တယောက်ကတော့အစုံမဲ့နောင်တတရားတွေနဲ့ပြည့်နေနေပါတယ်အဲဒီတော့ကသူကသာရှောင်းဝမ်ကိုမငြင်းဆန့်ခဲ့ဘူးဆိုရင်လက်ရှိချိန်ဒီမှာရှောင်းဝမ်ကလည်းဒီလောက်ထိအောင်မြင်နေမှာမဟုတ်ဘူးလို့ပြောလို့ရပါတယ်ရှောင်းရန်နဲ့နာလိုင်ရန်ရဲ့၃နှစ်စာချုပ်ဝါသာမရှိခဲ့ဘူးဆိုရင်ရှောင်းဝမ်ကလည်းခက်ခဲကြမ်းတမ်းတဲ့စမ်းသပ်မှုတွေရှိတဲ့ကောင်းကင်မီတော့ရှာဖွေမဲ့ခီးစဉ်ကိုလည်းသူကစပြီးတော့ရှောင်းလန်းခဲ့မှာမဟုတ်ပါဘူးရှောင်းဝမ်ကလည်းဂျာမန်နိုင်ငံကကြော်ကြားတဲ့တိုင်းဂရေအစိပညာရှင်တယောက်ဖြစ်တာရှိနေဦးမှာပါမဟုတ်ရင်တော့မှအလွန်ဆုံးမှရှောင်းဝမ်ကဒိုဆုံးအဆင့်သာရှိနေဦးမှာပါပြောရမယ်ဆိုရင်နာလိုင်ရန်နဲ့ရှောင်းဝမ်ကြားမှာရန်ညိုးရန်စားမရှိတော့ပါဘူးရှောင်းဝမ်ကလည်းအဲ့ဒါတွေကိုသူက၃နှစ်စာချုပ်ပြီးတဲ့ကသူကအရာအလုံးမေ့ပြလိုက်ပါပြီနာလိုင်ရန်ကိုလက်ရှိရှောင်းဝမ်အနေနဲ့ကမိတ်ဆွေတယောက်ဖြစ်တာယူဆတော့တာပါသူတို့ကြားမှာဘာမှလည်းရှိတော့မှာမဟုတ်တလို့ဘယ်ရာမှလည်းရှိလာမှာမဟုတ်တော့ပါဘူးအဲနောက်မှာတော့ပန်းပွင့်ခိုင်းရလဲလက်ရှိမှာအတော်လေးကိုမှစုပ်ပြတ်တက်နေတဲ့အခြေအနေမှာရှိနေရမလို့ရှောင်းဝမ်တို့အဖွဲ့နဲ့အတူပူးပေါင်းခဲ့ပါတယ်ဒီအချိန်မှာထွက်ပေါ်လာတဲ့ရှေးဟောင်းကောင်းကင်မွေရှေးဟောင်းကောင်းကင်မွေရာဆိုရင်တော့ပြောင်းလဲခြင်း၅တွယ်အထွန်းထိပ်အဆင့်မှာရှိနေတဲ့မန်ဟွယ်ရှေးဟောင်းနေမြေရဲ့နဆိုးသားရဲ့တစ်ကောင်မှာဒီသားရဲ့ရာဆိုရင်တော့တက်ဖြတ်ခြင်းအငွေတက်တွေနဲ့ပြည့်နေပြီးတစ်ချိန်လုံးတက်ဖြတ်ရည်နဲ့ကြီးပင်းလာတဲ့သားရဲ့ပါရှေးဟောင်းကောင်းကင်နဆိုးမွေနဲ့တိုက်ခိုက်ခြင်းလက်ရှိမှာရှောင်းတို့တစ်ဖွဲ့လုံးကဒီရှေးဟောင်းကောင်းကင်မွေကြီးကိုအတော်လေးကိုမှရင်ဆိုင်ရတာပါပြောင်းလဲခြင်း၅တွယ်အထွန်းထိပ်ရှေးဟောင်းသားရဲ့တစ်ကောင်ကပြောင်းလဲခြင်း၆တွယ်တိုင်းဝိဇာတွေကိုတော့အလွယ်တကူနဲ့အနိုင်ယူနိုင်စွမ်းရှိပါတယ်အဓိကအားသာချက်ကတော့သူ့ရဲ့တက်ဖြတ်လိုတဲ့အငွေတက်နဲ့ဒီသားရဲ့ကနဆိုးသားရဲ့ဖြစ်နေတာပါဒီသားရဲကပြီးတော့ကြမ်းတမ်းသားရဲတစ်ကောင်ဆိုလဲဟုတ်ပါတယ်ဒါကြောင့်မလို့ရှောင်းဝမ်တို့ဖွဲ့ရဒီသားရဲနဲ့တိုက်ခိုက်တဲ့အချိန်မှာအစွမ်းကုန်ထုတ်သုံးပြီးတော့တိုက်ခိုက်ရပါတယ်ဒါပေါ့ရှောင်းဝမ်ကသာကြာပန်းသုံးမယ်ဆိုရင်တော့ဒီသားရဲဘွားအစထဲကနေသားရဲချမ်းမကလို့သားရဲဆိုးပဲဖြစ်နေပါစေဒီသားရဲဘွားကတော့သားရဲ6ဖြစ်သွားမှာပါဒါပေမဲ့လက်ရှိအချိန်မှာတော့ရှောင်းဝမ်ကကြာပန်းအသုံးမပြုပါဘူးလက်ရှိမှာချင်းလင်ရဲ့ကြောက်စိမ်းပန်းသုံးဝေးမျက်လုံးကလည်းမွေးပုံသဏ္ဍာန်သားရဲ့အားလုံးကိုထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုပေမဲ့ရှေးဟောင်းကောင်းကင်နဆိုးမွေရဲ့အစွမ်းချင်းလင်ထက်အစာပေါင်းများစွာပိုပြီးတော့မြင်မာနေရမလို့ချင်းလင်မှာထိန်းချုပ်နိုင်စွမ်းမရှိပါဘူးဘလို့ဖြစ်ဖြစ်ချင်းလင်ရဲ့အစွမ်းကလက်ရှိမှာကျဲ6ပွင့်တန်ဝိစာဒါမှမဟုတ်ကျဲ9ပွင့်တန်ဝိစာအစိမ့်ပဲရှိအောင်ပါလက်ရှိအချိန်မှာရှော်ယူရှမ်းကလည်းအစိတ်ခန္ဓာစီးစိတ်ကိုဖွင့်ပြီးအစွမ်းကုန်တိုက်ခိုက်နေပါတယ်ရှော်ယူရှမ်းရဲ့အစွမ်းကုန်တိုက်ခိုက်နိုင်စွမ်းကျဲ9ပွင့်တန်ဝိစာတယောက်တော့သတိထားစိတ်ဖို့ကလုံလောက်ပါတယ်ဒါကြောင့်မလို့သူတို့တစ်ဖွဲ့လုံးကအခုချိန်မှာရှိသမျှစွမ်းရည်အကုန်လုံးထုတ်သုံးပြီးတော့တိုက်ခိုက်နေကြတာပါသူတို့အဖွဲ့ထဲမှာအင်အားအနှိမ့်ဆုံးကတော့ရွေးပါရွေးရဲ့ခန္ဓာထဲမှာဒိုချီစွမ်းရည်စီးစိတ်ကရှိလို့လက်ရှိချိန်မှာရွေးကသာဒိုချီစွမ်းရည်စီးစိတ်ကိုဖွင့်နိုင်မယ်ဆိုရင်တော့သူကဒီအဖွဲ့ထဲမှာရှောင်းဝမ်ပြီးရင်အစွမ်းထက်ဆုံးဖြစ်လာရင်ဖြစ်လာပါလိမ့်မယ်ဒါပေမဲ့လက်ရှိချိန်မှာတော့ရွေးကကျဲ6ပွင့်တန်ဝိစာအစိမ့်ထိခွန်အားမျိုးသာအသုံးပြုနိုင်သေးတာပါခြိုင်လင်းကတော့ဒီတိုက်ပွဲမှာအဓိကထူးခြားချက်လို့ပဲပြောရမှာပါရှေးဟောင်းကောင်းကင်မွေနဲ့တိုက်ခိုက်တဲ့အချိန်မှာ9ရောင်ချဲကောင်းကင်စပါးမွေဖြစ်တဲ့ခြိုင်လင်းကရှေးဟောင်းကောင်းကင်နဆိုးမွေထက်သွေးမျိုးစွာပို့ပြီးတော့မြင့်မာပါတယ်ဒါကြောင့်မလို့ခြိုင်လင်းမှာသွေးမျိုးစွာနဲ့ဖိနှိပ်နိုင်စွမ်းရှိပါတယ်ရှေးဟောင်းကောင်းကင်မွေပေါ်အဲ့ဒါတက်ရောက်မှုမရှိပါဘူးဖိနှိပ်နိုင်တယ်ဆိုပေမဲ့ရှေးဟောင်းကောင်းကင်မွေကိုအနိုင်ယူဖို့ကတော့မလုံလောက်ပါဘူးရှောင်းဝမ်လက်ရှိမှာရှောင်းဝမ်ကတော့ကောင်းကင်ခန္ဓာကျင့်စဉ်ကိုထုတ်သုံးပြီးသူကရှေးဟောင်းကောင်းကင်နဆိုးမွေကိုအပြေးအဝဖိနှိပ်ခဲ့ပါတယ်ဒါပေမဲ့လေရှောင်းဝမ်တော့မှအနိုင်ယူနိုင်သေးပါဘူးလက်ရှိချိန်မှာဖိနှိပ်ရုံပဲလုပ်နိုင်ပြီးချင်းလင်ရတော့ရှေးဟောင်းကောင်းကင်မွေကိုကြောက်စိမ့်ပ
ပန်းသုံးဝင်းမျက်လုံးနဲ့ယာယီထိန်းချုပ်ခဲ့ပါတယ်။ရာလန်အနေနဲ့ကတော့တိုက်ပွဲကခဏတာအတွင်းမှာအဆုံးသတ်သွားပါတယ်။ဒါပေမဲ့လည်းအချိန်ကြာကြီးထိန်းသိမ်းထားနိုင်မှာတော့မဟုတ်ပါဘူး။ချင်းလင်ရဲ့စွမ်းရည်နဲ့ရှေးအောင်ကောင်းကင်မွေကိုအချိန်ကြာကြီးထိန်းသိမ်းထားနိုင်စွမ်းမရှိသေးပါဘူး။ဒါကြောင့်မလို့ရှောင်းဝမ်ကသူ့ရဲ့ပြစ်မှတ်ကိုကောင်းကင်သွေးကန်စီပြောင်းလိုက်ပြီးကောင်းကင်ခန္ဓာကျင်းစဉ်ကိုအပြေးအဝထိန်းချုပ်နိုင်အောင်လို့အသုံးပြုဖို့အတွက်ကြိုးစားလိုက်ပါတယ်။ကောင်းကင်သွေးကန်ဆိုတာကတော့ရှေးဟောင်းကောင်းကင်နှစိုးမွေရာသူရရှိသမျှယတနာအလုံးကိုစုဆောင်းပြီးတော့တန်းစင်ထားတဲ့ရေကန်ပါပြောမယ်ဆိုရင်ရှေးဟောင်းကောင်းကင်မွေရာရရှိသမျှယတနာအလုံးကိုအဲ့ရေကန်ထဲမှာထည့်ပြီးတော့သူကစွမ်းရည်ပုံပုံမြေမောင်းအောင်လို့လှုပ်ဆောင်ပါတယ်ဒါကြောင့်မလို့ဒီကောင်းကင်သွေးရေကန်ကအတော်လေးကိုမှဖိအားပြင်းထန်ပါတယ်ရုပ်ခန္ဓာလေးချင်းသူတွေအတွက်တော့အတော်လေးကိုမှရလက်ကောင်းတဲ့နေရာတစ်ခုပါဒါပေမဲ့လည်းဒီနေရာမှာရှောင်းဝမ်းလို့ခန္ဓာကြန့်ခိုင်မှုမရှိပဲအခြားလူသာဆိုရင်တော့ချက်ချင်းပဲပောက်ကွဲပြီးတော့တည်ဆုံးသွားမှာပါရှောင်းကကောင်းကင်သွေးကန်ထဲမှာကောင်းကင်ခန္ဓာကျင်းစဉ်ကိုလေ့ကျင့်ရင်69ပေအထွန်းထိပ်အခြေအနေထိကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရှေးအောင်ကောင်းကင်မွေရလည်းလွတ်မြောက်သွားပြီးတိုက်ပွဲကြီးရစတင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ခြိုင်လင်းတို့၃ယောက်ကရှောင်းဝမ်းမပရင်ဒီကောင်းကင်မွေကြီးကိုလုံးဝတားဆီးနိုင်စွမ်းမရှိပါဘူး။ဘလူးဖြစ်ဖြစ်စွမ်းရည်ကွာဟမှုကအရန်အောင်မှကြီးမားပါတယ်။ခြိုင်လင်းက9အောင်ချဲကောင်းကင်စပုံမွေဖြစ်ပြောင်းလဲပြီးအပြေးအဝတိုက်ခိုက်တဲ့အချိန်မှာတော့မှရှေးအောင်ကောင်းကင်နှစိုးမွေကိုသွေးမျိုးစွာနဲ့အနေငယ်ဖိနှိပ်ုံသာလုံနိုင်ပြီးရက်တန့်သွားအောင်လို့တော့မစွမ်းဆောင်နိုင်ပါဘူး။လက်ရှိမှာဒါကြောင့်မလို့ရှောင်းဝမ်တို့တစ်ဖွဲ့လုံးကအတော်လေးကိုမှအခြေအနေဆိုးဝါးသွားပါတယ်။အဲ့ဒီအချိန်မှာရှောင်းဝမ်ကထွက်လာပြီးတော့အခြေအနေကပြောင်းပြန်ဖြစ်သွားတာကိုအားလုံးကမြင်တွေ့ခဲ့ရမှာပါ။လက်ရှိရှောင်းဝမ်ကကောင်းကင်ခန္ဓာကျင်းစဉ်ကို69ပေအထွန်းထိပ်ထိအောင်မြင်စွာနဲ့လေ့ကျင့်တက်မြောက်သွားပြီးဖြစ်တာမလို့ကောင်းကင်ခန္ဓာကျင်းစဉ်ဟာရှောင်းဝမ်ပိုင်ဆိုင်သမျှဒိုတိုင်းတွေထဲမှာဒုတိယအစွမ်းထက်ဆုံးသောဒိုတိုင်းဖြစ်လာပါတယ်။ဒါအပြင်မှာကောင်းကင်သွေးကန်ထဲမှာခန္ဓာတန်းစင်ရင်နဲ့ရှောင်းကကျဲ8ပွဲအထုံးထိပ်တိုင်းဝိဇာကနေကျဲ9ပွဲတိုင်းဝိဇာအဆင့်ကိုချိုးဖျက်နိုင်ခဲ့ပါတယ်။ဒါကြောင့်လက်ရှိရှောင်းရဲ့တိုက်ခိုက်စွမ်းရည်ကအတော်လေးမှတိုးမြင့်လာခဲ့ပါပြီ။ရှောင်းကကောင်းကင်ခန္ဓာကျင်းစဉ်ကိုအသုံးပြုတဲ့အချိန်မှာပြောင်းလဲချင်း6တွယ်ပြောင်းလဲချင်း9တွယ်တိုင်းဝိဇာတွေကိုတော့အနိုင်ယူနိုင်စွမ်းရှိလာပါတယ်။ကလန်တတူးသာအသုံးပြုပြီးတော့အစွမ်းကုန်တိုက်ခိုက်မယ်ဆိုရင်တော့ပြောင်းလဲချင်း8တွယ်တိုင်းဝိဇာတွေကိုတော့ရင်ဆိုင်ဖို့အတွက်ယုံကြည်မှုရှိလာပါတယ်။ဒါကတော့လက်ရှိအချိန်ဒီမှာရှောင်းရဲ့အစွမ်းတိုးမြင့်လာတာပါ။ဒါကြောင့်မလို့လေတိုက်ပွဲတစ်ခုလုံးကအလဲ့ပြောင်ဖြစ်သွားပြီးရှေးအောင်ကောင်းကင်နှစိုးမွေဟာရှောင်းရဲ့ဖိနှိပ်ခြင်းကိုလုံးဝခံလိုက်ရတာပါ။ဒါအပြင်မှာရှောင်းရဲ့လက်ထဲမှာရှေးအောင်ကောင်းကင်နှစိုးမွေဟာမရှုမလောက်ကိုခံလိုက်ရပြီးနောက်ဆုံးမှာတော့ချင်းလင်ဟာကြောက်စိမ့်ပန်းသုံးဝေးမျက်လုံးကိုအသုံးပြုပြီးအားနည်းနေတဲ့ရှေးအောင်ကောင်းကင်နှစိုးမွေကိုတင်သွင်းနိုင်ခဲ့ပါတယ်။ဒီခါမှာတော့ချင်းလင်ဟာအပြေးအဝကိုတင်သွင်းနိုင်တာပါ။ဒါကြောင့်မလို့ရှောင်းဝန်းတို့အဖက်မှာပြောင်းလဲချင်း9တွဲအထုံးထိပ်တိုင်းဝိဇာအစဉ်အင်အားတစ်ခုကတိုးလာပြီလို့ပြောလို့ရပါတယ်။ရှေးအောင်ကောင်းကင်စင်မြင့်ဒါကတော့မန်ဟွယ်ရှေးအောင်နေမြေရဲ့အလဲပိုင်းဖြစ်ပြီးမန်ဟွယ်ရှေးအောင်နေမြေမှာအန်ဒီရဲ့ကင်းတဲ့နေရာလို့သတ်မှတ်ထားတဲ့နေရာလေးဖြစ်ပါတယ်။ဒီရှေးအောင်ကောင်းကင်စင်မြင့်ကိုလက်ရှိအချိန်မှာရှေးအောင်အင်အားစုအတော်များရောက်ရှိနေကြပြီးအလဲပိုင်းကုန်းမြေမှာပုံကွက်နေတဲ့ကြားတွေငကားတွေဖြစ်ကြတဲ့မကောင်းဆိုးအူကြီးအတော်များလည်းရောက်ရှိနေကြပါပြီ။ဒီရှေးအောင်ကောင်းကင်စင်မြင့်မှာလက်ရှိအချိန်မှာတော့အင်အားစုအတော်များစုဝေးနေကြတယ်လို့ပြောလို့ရပါတယ်။ဒီမှာရှောင်းဝမ်တို့အကဲခတ်နေတဲ့လူအားလုံးဟာဆိုရင်တော့တိုင်းဝိဇာအစဉ်ပညာရှင်တွေကြီးပဲဖြစ်ကြပါတယ်။မန်ဟွမ်ရှေးအောင်နယ်မြေရဲ့အတွင်းပိုင်းကစင်မြင့်ပေါ်မှာဆိုရင်တော့အဓိကအင်အားစုကြီးတွေကနေရာယူထားကြပါတယ်။အခုအချိန်မှာရှောင်းဝမ်တို့အဖွဲ့ကအတွင်းပိုင်းကိုဝင်လာတဲ့အချိန်မှာရန်သူဟောင်းတွေဖြစ်ကြတဲ့ကောင်းကင်နှစိုးဇာမနီမျိုးနဲ့စုနဲ့အရင်ဆုံးတွေ့ဆုံခဲ့ပါတယ်။ကောင်းကင်နှစိုးဇာမနီမျိုးနဲ့စုကဖုန်ချင်းဟာလက်ရှိအချိန်မှာဆိုရင်တော့ပြောင်းလဲချင်း3တွဲတိုင်းဝိဇာအစဉ်အောင်ရောက်ရှိနေပါပြီ။ဒါဆိုရင်တော့အတော်လေးကိုမှအန်သိစင်ဟာကောင်းတဲ့စွမ်းရည်တိုးတက်မှုလို့ပြောရမှာပါဒါပေမဲ့ဒါဖုန်ချင်းရဲ့ကိုပိုင်စွမ်းရည်တော့မဟုတ်ပါဘူးဖုန်ချင်းကရှေးဟောင်းသူတော်စင်နေမီရနေပြီးတော့သူကကောင်းကင်ဇာမနီအယိုးစုကိုပြန်ပြီးတော့ယူဆောင်သွားချိန်မှာကောင်းကင်ဇာမနီအယိုးစုတွေကသွေးစီနဲ့အနေငယ်ပါရှိနေပါသေးတယ်အဲ့သွေးစီနဲ့ကိုသူတို့ကောင်းကင်ဇာမနီမျိုးနွယ်စုကသွေးပြောင်းလဲခြင်းကိုအသုံးပြုပြီးလူငယ်မျိုးဆက်20ကျော်သွေးပြောင်းလဲမှုကိုစတင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဖုန်ချင်းကတယောက်ကသာအောင်မြင်ခဲ့ပြီးသူ့ရဲ့စွမ်းရည်ကအကြီးအကျယ်ကိုမှတိုးမြင့်လာခဲ့ပြီးတော့သူကပြောင်းလဲခြင်း3တွဲတိုင်းဝိဇာအဆင့်ထိကိုရောက်ရှိသွားတာပါဒါပေမဲ့လည်းသွေးမျိုးဆက်ပြောင်းလဲခြင်းကနေရရှိတဲ့စွမ်းအားကပြင်ပစွမ်းအားပါဖုန်ချင်းကစွမ်းရည်ထိန်းချုပ်ထားခြင်းမရှိတဲ့အတွက်သူ့ရဲ့စွမ်းရည်ကအကြီးအကျယ်ကိုတိုးတက်လာခဲ့ပေမဲ့သူ့ရဲ့အခြေခံအုတ်မြစ်ကလည်းအကြီးအကျယ်ကိုမှထိခိုက်သွားပါတယ်ဒါကြောင့်မလို့လက်ရှိအချိန်ဒီမှာဖုန်ချင်းရဲ့အမြင့်ဆုံးပန်းတိုင်ကပြောင်းလဲချင်း9တွဲတိုင်းဝိဇာအဆင့်ထိတာဖြစ်ပြီးအဲ့ထက်ပိုပြီးတော့မြင့်တဲ့အဆင့်တွေကိုဖုန်ချင်းအနေနဲ့တက်လန်းနိုင်စွမ်းမရှိတော့ပါဘူးဒါကတော့ဖုန်ချင်းစွမ်းရည်အတွက်ပေးဆက်လိုက်ရတဲ့တန်ဖိုးပါရှောင်းဝမ်ကိုယ်တိုင်ကလည်းဒီလိုသွေးမျိုးဆက်စွမ်းအားကိုရရှိခဲ့ဘူးပေမဲ့ရှောင်းဝမ်ကတော့အဲ့လိုမျိုးစိုးယူမှုကိုမလုပ်ခဲ့ပါဘူးသူကအခြေခံအုတ်မြစ်ကိုသာအဓိကထိန်းသိမ်းခဲ့တာပါရှောင်းဝမ်ကသာဖုန်ချင်းလိုမျိုးစိုးယူခဲ့မဲ့ဆိုရင်လက်ရှိရှောင်းဝမ်ကိုကျဲကိုပိတိုင်းဝိဇာအနေနဲ့တွေ့ရမှာမဟုတ်ပဲပြောင်းလဲချင်း9တွဲအထွန်းထိပ်တိုင်းဝိဇာတယောက်အနေနဲ့တွေ့ရမှာပါရှောင်းဝမ်ကရှောက်ရွှန်းစီကနေမွေးရပါစွမ်းအားတွေစိုးယူတဲ့အချိန်မှာပြောင်းလဲချင်း9တွဲအစင်းရနေပြီးတော့ကျဲရှုပ်ပွင့်တိုင်းဝိဇာအဆင့်ထိသူ့ရဲ့စွမ်းရည်တွေကိုတောက်လျှောက်ဖိနှိပ်ခဲ့တာပါဒါကိုကြည့်မဲ့ဆိုရင်တော့အခြေခံအုတ်မြစ်ကဘယ်လောက်ထိတော့အရေးကြီးလဲဆိုတာတွေ့ရမှာပါရှောင်းဝမ်ကလည်းသူ့ရဲ့အခြေခံအုတ်မြစ်ကိုသူကအရန်ကိုတန်ဖိုးထားပါတယ်
သူကတစ်ချိန်ကျရင်ဒီထက်ပိုပြီးတော့မြင်မာတဲ့အဆင့်တွေကိုတက်လန်းနိုင်မယ်ဆိုတာသူကယုံကြည်ပါတယ်ဒါကြောင့်မလို့အခြေခံအုတ်မြစ်ကောင်းတွေကိုကလိုအပ်ပါတယ်လက်ရှိချိန်မှာဖုန်ချင်းရဟာရှောင်းဝမ်းကိုရန်စားနေချိန်မှာဖုန်ချင်းရနဲ့ပါလာတဲ့ကျိုးဖုံဟာဆိုရင်တော့ကောင်းကင်နဆိုးဇာမဏိမျိုးနွယ်စုရဲ့ခေါင်းဆောင်ရဲ့တားဖြစ်ပြီးသူကပြောင်းလဲခြင်းရှစ်တွေတန်ဝိဇ္ဇာဖြစ်ပါတယ်လူငယ်မျိုးဆက်ထဲမှာပြောင်းလဲခြင်းရှစ်တွေတန်ဝိဇ္ဇာဆိုတာအတော်လေးကိုမှအစွမ်းထက်တဲ့အဆင့်ဖြစ်ပြီးရှေးဟောင်းကလန်နီယာပါရီမီရှင်လူငယ်တွေထက်အနေငယ်မှာမနှိမ့်ကြတဲ့အဆင့်လည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျိုးဖုံးရဲ့လက်ရှိစွမ်းရည်ကလည်းအတော်လေးကိုမှကြောက်ဖို့ကောင်းတဲ့အဆင့်မှာရှိနေပါတယ်လက်ရှိရှောင်းဝမ်းအနေနဲ့ကတော့ကျိုးဖုံးနဲ့ရင်ဆိုင်မယ်ဆိုရင်အနိုင်ယူဖို့အတွက်သူ့မှာအစွမ်းကိုထုတ်သုံးဖို့လိုအပ်ပါလိမ့်မယ်ဖုန်ချင်းကရှောင်းဝမ်းကိုရန်စားနေတဲ့အချိန်မှာကူမျိုးနဲ့ဇူဟာရောက်ရှိလာခဲ့ပါတယ်ရွှေရရဲ့စွမ်းရည်ကလည်းအနေဆုံးမှာပြောင်းလဲခြင်းရှစ်တွေနဲ့ပြောင်းလဲခြင်းကိုးတွေကြားတိုင်းဝိဇ္ဇာအဆင့်မှာပဲရှိနေပါမယ်အမြင့်ဆုံးကိုပြောရမယ်ဆိုရင်တော့ကျွန်တော်ရဲ့ခမန်းချက်အနေနဲ့ဆိုရင်ပြောင်းလဲခြင်းကိုးတွေတိုင်းဝိဇ္ဇာပဲဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ရွှေရကူချင်းရဲ့ထက်တော့မြေမားတဲ့နဖျားအဆင့်သွေးမျိုးစွားကိုပိုင်ဆိုင်ထားတဲ့လူမျိုးလို့ပါအခုချိန်ဒီမှာကူချင်းရရောက်လာတာမလို့ကျိုးဖုံကလက်လွတ်စပယ်တိုက်ခိုက်မှုကိုမလုပ်တော့ပဲဖုန်ချင်းရကိုအတုံးချပြီးရှောင်းရဲရဲ့စွမ်းရည်ကိုစမ်းသပ်ဖို့အတွက်သူကစူးစမ်းတာပါဒါပေမဲ့လည်းဖုန်ချင်းရရဲ့စွမ်းရည်နဲ့ရှောင်းရဲရဲ့စွမ်းရည်ကကွာဟမှုကရှိနေပါတယ်ဒီကွာဟမှုကိုကျွန်တော်ရှင်းပြပါမယ်ဒီမှာအားလုံးရဲ့အမြင်မှာတော့ရှောင်းဝမ်းထက်ဖုန်ချင်းရပို့ပြီးတော့အစွမ်းထက်ပါတယ်ရှောင်းဝမ်းကလက်ရှိမှာကျေကိုဝင့်တိုင်းဝိဇ္ဇာဖုန်ချင်းရကြတော့လက်ရှိချိန်မှာပြောင်းလဲခြင်းသုံးတွေတိုင်းဝိဇ္ဇာပါသူတို့နှစ်ယောက်ကြားမှာအဓိကကွာဟနေတာဘာလဲဆိုရင်တော့စွမ်းရည်မဟုတ်ပါဘူးအခြေခံအုတ်မြစ်ပါဖုန်ချင်းရရဲ့စွမ်းရည်ကတိုးမြင့်လာပေမဲ့သူ့ရဲ့စွမ်းရည်ကဖောင်းပွားနေတာပါဒါကြောင့်မလို့စွမ်းရည်တိတ်တဲမှုမှာရှောင်းကိုသူကဘလို့မှမရှင်းနိုင်ပါဘူးရှောင်းရဲ့စွမ်းရည်ကဘယ်လောက်ထိတော့တိတ်တဲလဲဆိုရင်ခွင်ရနဲ့ခွင်လီတော့ရှောင်းကတိုင်းကွက်တစ်ခွက်နဲ့အဆုံးသတ်နိုင်ခဲ့တာပါဒါကြောင့်မလို့ရှောင်းကကျဲကိုးပဲတိုင်းဝိဇ္ဇာအဆင့်မှာပဲရှိနေပေမဲ့ပြောင်းလဲခြင်း6တွေတိုင်းဝိဇ္ဇာတွေကိုတော့အနိုင်ယူနိုင်စွမ်းရှိနေတာပါဒါကြောင့်ပြောင်းလဲခြင်း3တွေအဆင့်မှာရှိနေပေမဲ့ပြောင်းလဲခြင်း3တွေအဆင့်မှာတော့အားအနည်းဆုံးဖြစ်တဲ့ဖုန်ချင်းရကိုအနိုင်ယူဖို့ကရှောင်းအတွက်တိုင်းကွက်တစ်ခွက်တော့လုံလောက်ပါတယ်ဒီမှာရှောင်းရဲ့လဝါရိတ်ချက်တစ်ချက်ကဖုန်ချင်းရကိုတစ်ချက်တည်းနဲ့အနိုင်ယူဖို့အတွက်လုံလောက်တာထပ်တော့ပို့ပါတယ်ဒီလိုဝါရိတ်ချက်မှာရှောင်းဝမ်းကသာလိုချင်နေဆိုရင်ဖုန်ချင်းရကိုဒီနေရာမှာတင်အသေးပါတက်ပစ်လို့ရပါတယ်ဒါပေမဲ့ရှောင်းဝမ်းကလက်ရှိအချိန်မှာမန်ဟွမ်ရှေးရောက်နေမျိုးရောက်ရှိနေရမလို့အပ်ပဲတိုက်ခိုက်မှုတွေကိုမလုပ်ချင်သေးတာကြောင့်သူကဖုန်ချင်းရကိုမတက်လိုက်တာပါဒီနောက်လာတဲ့အခန်းကတော့အနေငယ်ရည်စရာကောင်းတယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တော့ကြည့်ပြီးတော့တနေကုန်ထိုင်ရှိနေတာပါမေရငယ်နဲ့မေရကြီးတွေနဲ့တွေ့ဆုံနေရတယ်လို့ပါပဲဒီမှာရှိနေတဲ့လူအားလုံးကရှောင်းဝမ်းနဲ့မရှင်းနေကြည့်ပါပဲတယောက်ဆိုရင်ရှောင်းရဲ့အချစ်ဦးရွှေအင်းเจ้าကိုလည်းရွှင်းရအသိပါတယ်ရွှေနဲ့ရှောင်းဝမ်းကြားဆက်ဆက်ရေးကိုလည်းရွှင်းရအသိပါတယ်ဘာဖြစ်လို့လဲဆိုတော့လင်ရန်ကဂျာမန်နိုင်ငံထိလာပြီးတော့ရှောင်းဝမ်းကိုတိတ်တဆိတ်နဲ့ကောက်ွယ်ပေးခဲ့ဘူးလို့ပါဒါကြောင့်မလို့လင်ရန်စီကနေရှောင်းဝမ်းနဲ့ရွှေအင်းเจ้าကိုပြန်ကြားဖို့ကသူ့အနေနဲ့ဆိုရင်ဘာမှအခက်အခဲမရှိပါဘူးနောက်တစ်ယောက်ခြိုင်လင်းကူမျိုးနဲ့ဇူရဲ့ထောက်လန်းနိုင်စွမ်းနဲ့ဆိုရင်ခြိုင်လင်းနဲ့ရှောင်းဝမ်းကြားဆက်ဆက်ရေးကိုလည်းရွှင်းရအတီးအကြောက်သိပါတယ်ဒါကြောင့်မလို့ဒီချင်းဒီမာတော်မှရွှင်းရခြိုင်လင်းကိုအပြုံးနဲ့ပဲနှုတ်ဆက်တာပါနားလိုက်ရင်နဲ့ကြတော့ပြောစရာတော့မလိုတော့ပါဘူးနားလိုက်ရင်နဲ့ရှောင်းဝမ်းကြားဆက်ဆက်ရေးကကြတော့ရွှင်းရကိုယ်တိုင်တော့အသိဆုံးပါဒါပေမဲ့လည်းလက်ရှိအချိန်မှာတော့နားလိုက်ရင်နဲ့ရှောင်းဝမ်းကဒဇိမ့်နေပါပဲမဆိုင်တော့တဲ့သူတွေပါရှော်ရီရှန်နဲ့ဂျာဆက်ဆက်ရေးကတော့မိတ်ဆွေတတ်ပါပဲအခုဆိုရင်တော့ရှောင်းရဲ့မယားအရှုပ်တော်ပုံကြီးကိုအတော်များလည်းနားလေသွားမယ်လို့မျှော်လင့်ပါတယ်နားမလည်ဘူးဆိုရင်တော့ကျွန်တော်ကိုအိမ်ခေါ်ထားမှပဲရတော့ပါမယ်ကဲအဲ့ဒါဆိုရင်အဓိကနေရာကိုပြန်ဆက်လိုက်ရအောင်ရှေးအောင်ကောင်းကင်စင်မြင့်မှာအင်အားစုအားလုံးကအဓိကလာရောက်စုဝေးနေရတဲ့အကြောင်းရင်းကတော့တားရဲပင်လေကြောက်ပါဒီတားရဲပင်လေဟာဆိုရင်တော့မန်ဟွမ်ရှေးရောက်နေမြေရဲ့အနက်ပိုင်းတွေကိုသွားဖို့အတွက်အဓိကနောက်ဆုံးအတားဆီးဆိုလည်းဟုတ်ပါတယ်အဲ့ဒီတားရဲပင်လေထဲမှာဒိုစုံအဆင့်တားရဲတောင်းကနန်းရှိပြီးတိုင်းဝိဇ္ဇာအဆင့်တားရဲအမြောက်များလည်းရှိနေပါတယ်ဒါကြောင့်မလို့ဒီတားရဲ့အုပ်ကြီးထဲကိုတိုးဝင်သွားမယ်ဆိုရင်ဘယ်အင်အားစုမဆိုကြားအုပ်ထဲကိုဝင်သွားတဲ့တိုးလေးတစ်ကောင်လိုပဲဖြစ်နေမှာပါဒါပေမဲ့မန်ဟွမ်ရှေးရောက်နေမျိုးဝင်လာတဲ့အရန်ကိုအစွမ်းထက်တဲ့လူတွေကတော့တကူတဲ့ဒီတားရဲ့ပင်လယ်ကိုဖျက်ကျော်နိုင်ကြပါတယ်အဲ့လူအားလုံးဟာဆိုရင်တော့အနေဆုံးသူတော်စင်တစ်ပိုင်းအဆင့်ပညာရှင်တွေကြီးပဲဖြစ်ကြပါတယ်တိုင်းဝိဇ္ဇာတွေအတွက်ဒီတားရဲ့ပင်လယ်ကိုဖျက်ကျော်ဖို့အတွက်အခက်အခဲရှိတယ်ဆိုပေမဲ့သူတော်စင်တစ်ပိုင်းအဆင့်ပညာရှင်တွေအတွက်ကတော့အလွယ်လေးပါပဲဒီကောင်းကင်စင်မြင့်မှာအားလုံးကစုဝေးနေရတဲ့အကြောင်းရင်းကတော့သူတို့အားလုံးကစုပေါင်းပြီးတော့တားရဲ့ပင်လယ်ကိုဖျက်ကျော်ဖို့အတွက်ကြိုးစားမလို့ပါဒါကြောင့်မလို့သူတို့ကရောက်လာမယ့်အင်အားစုတွေကိုစောင့်ဆိုင်နေကြတာပါတယောက်တည်းတိုးဝင်သွားတာစွမ်းရည်မရှိဘူးဆိုရင်ကိုယ်တိတ်တွင်းကိုတူးတာနဲ့အတူတူပဲဖြစ်နေပါတယ်ဒီချိန်မှာပဲတားရဲပင်လယ်ထဲကိုဝင်သွားတဲ့ပညာရှင်အချို့ကထွက်ပြေးလာပြီးအနောက်မှာတားရဲပင်လယ်အုပ်ကြီးကလိုက်လံတိုက်ခိုက်နေရကြောင်းသူတို့ရဲ့အသက်ရှင်ရုန်းကန်မှုကတားရဲပင်လယ်ကိုရှေးအောင်ကောင်းကင်စင်မြင့်စီကိုခေါ်ဆောင်လာခဲ့ပါတယ်အဲ့ဒီချိန်မှာဝိညာဉ်ဗိမာန်အကောင်တွေကသူရဲကောင်းဝင်လို့ပြီးအဲ့ဒီ၃ယောက်ကိုကယ်တင်ပေးခဲ့ပါတယ်ဒါပေမဲ့လေကယ်တင်ပေးတဲ့ရည်ရွယ်ချက်ကတော့သူတို့ရဲ့စကားကိုလူတွေကလက်ခံအောင်လို့စီယုံချင်လို့ပါဒီချိန်မှာပေါ်လာတဲ့ဝိညာဉ်ဗိမာန်ရဲ့အကြီးအကဲတွေနဲ့ခွင်မျိုးနဲ့ဇူရဲ့သခင်လေးခွင်ယူ
လက်ရှိမှာခွင်ယူရဲ့နောက်ကဒီဝင်းညင်ဘိမှန်ရဲ့အကြီးကဲတွေဟာဆိုရင်တော့အားလုံးကထင်ဆွေးနေပြီဖြစ်ကြပါတယ်သူတို့အားလုံးရဲ့အစွမ်းတစေဦးကြီးကြိုင်ရှင်းဒါမှမဟုတ်အဖြူမဲထင်ဆွေးကောင်းကင်ဝိဇာနဲ့အဆင့်တူတွေကြီးပါပဲဒါကြောင့်မလို့သူတို့ရဲ့စွမ်းရည်ကအနှိမ့်ဆုံးကျဲ9ပွင့်အထွန်းထိပ်တိုင်းဝိဇာကနေကျဲ10ပွင့်တိုင်းဝိဇာအဆင့်ကြားမှာရှိပါတယ်အနှိမ့်ဆုံးကတော့ကျဲ9ပွင့်အထွန်းထိပ်တိုင်းဝိဇာတွေဖြစ်ကြပြီးအမြင့်ဆုံးကတော့ကျဲ10ပွင့်အထွန်းထိပ်တိုင်းဝိဇာတွေဖြစ်နိုင်ပါတယ်နောက်ဆုံးဝင်းညင်မျိုးနဲ့စုရဲ့တခင်လေးခွင်ယူရာဆိုရင်တော့ပြောင်းလဲချင်းရှစ်တွေတိုင်းဝိဇာပါပြောင်းလဲချင်းရှစ်တွေတိုင်းဝိဇာဖြစ်တဲ့အပြင်မှာသူကခွင်မျိုးနဲ့စုရဲ့နဖျားအဆင့်သွေးမျိုးစွာပိုင်ရှင်ဖြစ်ပြီးခွင်ကလန်တတူးကိုသာအသုံးပြုမယ်ဆိုရင်တော့ပြောင်းလဲချင်း9တွေအထွန်းထိပ်အဆင့်ထိကိုတော့ရောက်ရှိနိုင်ပါတယ်ဒါကြောင့်မလို့သူကလည်းလက်ရှိလာတဲ့အဖွဲ့ဝင်အားလုံးထဲမှာအစွမ်းထက်ဆုံးလူတစ်ယောက်လို့လည်းပြောလို့ရပါတယ်ဒါအပြင်မှာခွင်ယူရာဆိုရင်တော့ခွင်ကလန်ထဲမှာတော့ဘယ်လောက်ထိအဆင့်တန်းမြင့်လဲဆိုရင်အနာဂတ်မှာခွင်မျိုးနဲ့စုရဲ့စက္ကန့်သူခေါင်းဆောင်ဖြစ်လာနိုင်တဲ့လူ2ယောက်တည်းကတစ်ယောက်ပါဒါကြောင့်မလို့သူကလည်းအတော်လေးကိုမှပါရမီရှိတဲ့သူတစ်ယောက်ပါဒီမှာခွေမျိုးနဲ့စုကရောက်လာတဲ့အဖွဲ့ဝင်အားလုံးကိုမဟာမိတ်အတွက်စီယုံခဲ့ပြီးသူတို့ဖွဲ့ရတော့ရှစ်ပြေးလုပ်ပေးခဲ့ပါတယ်ဒါပေမဲ့အဲ့နောက်ကွယ်မှာရည်ရွယ်ချက်ကတော့ရှိပါတယ်သူတို့ကတားရဲပင်လယ်ထဲကိုတိုးဝင်သွားခဲ့ပေးပေမဲ့သူတို့ကအစာပိုင်းတားရဲပင်လယ်ကိုပဲတိုးဝင်သွားပေးတာပါသူတို့ကဒီမှာလှိုးဝက်နီးပညာကိုတော့အသုံးပြုပြီးတော့တားရဲပင်လယ်အုပ်ကြီးကိုရှေ့ဆုံးကနေတိုးဝင်သွားခဲ့ပေးပါတယ်ဒါပေမဲ့တကယ်တမ်းအစွမ်းထက်တားရဲတွေကိုရင်ဆိုင်ရမယ့်နေရာမှာတော့ခွေမျိုးနဲ့စုကကောင်းနေရတော့သူတို့ရဲ့အကျင့်တိုင်းသူတို့ကတခါတည်းခြေရဖြတ်ပြီးတော့တနေရာမှာပုံကွက်သွားခဲ့ပါတယ်ရလန်းအနေနဲ့ရောက်လာတဲ့သူတွေကတားရဲအုပ်ကြီးကိုရင်ဆိုင်ရပါတယ်သူတို့ကတော့တားရဲအုပ်ကြီးကိုအာရုံလွှဲနိုင်ခဲ့ပြီးတားရဲပင်လယ်ကိုအောင်မြင်စွာနဲ့အခက်ခဲမရှိပဲဖျက်ချော်နိုင်သွားပါတယ်ပြောမယ်ဆိုရင်တော့ခွေမျိုးနဲ့စုကခွေကြီးကအတော်လေးကိုအကြံဉာဏ်ကြီးတယ်လို့ပြောရမှာပါသူကသူတို့ဖွဲ့တားရဲပင်လယ်ကိုဖျက်ချော်ဖို့အတွက်ကိုသူတို့ဖွဲ့ရဲ့အင်အားကိုမကုန်ခန်းစေပဲရှေးအောင်ကောင်းကင်စင်မြင့်မှာရှိတဲ့လူတွေရဲ့အင်အားကိုငှားရမ်းပြီးတော့အသုံးချလိုက်တာပါပြောမယ်ဆိုရင်အဲ့လူတွေကဒီတားရဲပင်လယ်ကိုရင်ဆိုင်နေတဲ့အတွက်သူတို့ဖွဲ့ရတော့အခက်ခဲမရှိပဲတားရဲပင်လယ်ကိုဖျက်ချော်နိုင်သွားပါတယ်ရလန်းအနေနဲ့ပြောမယ်ဆိုရင်တော့ခွေကြီးကအစာပိုင်းမှာသူကတားရဲပင်လယ်ရဲ့အဝမှာရှိတဲ့ဒိုစုံအဆင့်တားရဲလေးတွေကိုတတ်ဖက်ရတာသူတို့အတွက်ဘာအခက်ခဲမှမရှိပါဘူးဒါကြောင့်မလို့သူတို့အတွက်ဘာဆိုးကျိုးမှလည်းမရှိသလိုဘာထိခိုက်မှုမှလည်းမရှိခဲ့ပါဘူးဒါပေမဲ့ခွေမျိုးနဲ့စကားကိုယုံပြီးတော့အနောက်ကလိုက်လာတဲ့လူတွေကတော့နွားကြတာပေါ့ဗျာကိုဒုက္ခနဲ့ကိုပဲခံကြရတာပါဒီတားရဲပင်လယ်ထဲမှာတိုင်းဝိဇာအထုံအထိပ်တားရဲတွေကတော့အမြောက်အများရှိနေတာပါဒါကြောင့်မလို့လက်ရှိမှာဝင်လာတဲ့ကျဲ3ဝင့်ကျဲ4ဝင့်တိုင်းဝိဇာတွေဆိုရင်ဘာခုခတ်နိုင်စွမ်းမတော့မရှိပဲတားရဲပင်လယ်ရဲ့လက်ထဲမှာပြတ်သုံးသွားမှာပါဘာကြောင့်မလို့ဒီတားရဲပင်လယ်ကိုဒီလောက်ထိကြောက်ဖို့ကောင်းလဲလို့ပြောရလဲဆိုရင်အဓိကကတော့တိုင်းဝိဇာအထုံထိပ်တားရဲတွေကတော့ရှိနေလို့ပါတိုင်းဝိဇာအထုံထိပ်တားရဲတွေကတကောင်တည်းဆိုရင်တော့ကျဲ9ပွင့်ကျဲ10ပွင့်တိုင်းဝိဇာတွေအတွက်ပြဿနာမရှိဘူးဆိုပေမဲ့အကောင်100လောက်ကပေါင်းပြီးတော့တိုက်ခိုက်မယ်ဆိုရင်တော့သူတို့အတွက်ကလည်းအသက်ရှင်ဖို့အတွက်လမ်းမရှိတော့ပါဘူးဒါကြောင့်မလို့ဒီတားရဲပင်လယ်ကအတော်လေးကိုကြောက်ဖို့ကောင်းတယ်လို့ပြောတာပါဒါကြောင့်လေရှောင်းဝန်းတို့ဖွဲ့ကိုတားရဲကောင်တွေကလာပြီးတော့တိုက်ခိုက်တဲ့အချိန်မှာရှောင်းဝန်းတို့ကသူတို့ရဲ့အစွမ်းထက်ဆုံးသောတိုက်ကွက်တွေကိုထုတ်သုံးပြီးတော့တိုက်ခိုက်နေတာကိုအားလုံးကမြင်တွေ့ရမှာပါကူချင်းရနဲ့ရွှေရဆိုရင်နဖျားတစ်စိတ်ကျင်းစင်ကိုအသုံးပြုရှောင်းရီရှမ်းဆိုရင်အစိတ်ခန္ဓာတွေကလှုပ်ဝက်ကျင်းစင်တစ်ခုကိုအသုံးပြုရှောင်းဝန်းဆိုရင်လည်း6စိတ်ခန္ဓာစီးစင်းပေးရအောင်အသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တာကိုအားလုံးကမြင်တွေ့ရမှာပါတမန်တိုင်းဝိဇာကျယ်ဝေးကျယ်နေပွဲဆိုရင်သူတို့အတွက်ကလက်လေးကိုညှစ်လိုက်ုံနဲ့တည်းတားရဲတွေကိုတက်ဖြတ်နိုင်စွမ်းရှိပါတယ်ဒါပေမဲ့တိုင်းဝိဇာအထိုးထိပ်တားရဲတွေကိုအဲ့လိုသွားပြီးတော့တက်ဖြတ်လို့မရပါဘူးဒါကြောင့်မလို့သူတို့ကလည်းအစွမ်းထက်တိုင်းကွက်တွေကိုထုတ်သုံးပြီးတော့တိုက်ခိုက်နေရတာပါဒါပေမဲ့လက်ရှိအချိန်မှာသူတို့ကတိုက်ခိုက်ရမှာမဟုတ်ပါဘူးဖောက်ထွင်းရမှာပါဒါကြောင့်သူတို့ကဒီတားရဲတွေနဲ့အစွမ်းကုန်ရေကုန်ရေခမ်းမတိုက်နေပဲသူတို့ကအမြဲအဆုံးဒီနေရာကနေထွက်ခွာဖို့အတွက်စူးစမ်းကြရမှာပါတားရဲပင်လယ်ကြီးဒီတားရဲပင်လယ်အုပ်ကြီးထဲမှာဆိုရင်အနှိမ့်ဆုံးကဒိုစုံထုံထိပ်တားရဲတွေဖြစ်ပြီးအမြင့်ဆုံးကတော့တိုင်းဝိဇာအထုံထိပ်တားရဲတွေကြီးပဲဖြစ်ပါတယ်ဒိုစုံအဆင့်တားရဲကတော့မှတောင်းကနန်းလောက်ရှိနေတာတိုင်းဝိဇာအဆင့်တားရဲတွေကလည်းထောင်ကနန်းလောက်ရှိနေပါတယ်ဒါကြောင့်လက်ရှိမှာဒီလိုတားရဲပင်လယ်ကြီးနဲ့တိုးတဲ့အချိန်မှာသူတို့အတွက်ရွေးချယ်စရာမရှိပါဘူးသူတို့ကတိုက်ခိုက်မယ်ဆိုရင်ရလက်ကတော့သူတို့အတွက်တည်ဆုံမှုပဲရှိပါတယ်ဒါကြောင့်သူတို့အဖွဲ့ကိုအလဲပိုင်းကုန်းမီကနေဝင်ရောက်လာကြတဲ့လူတွေအားလုံးကပါအထူးထူထွက်ပြေးကြတာပါဒီမှာရှောင်းကဂူတစ်ခုကိုတွေ့ပြီးအစင်ရင်နဲ့အကာအကွယ်ယူနိုင်ခဲ့ပေမဲ့လည်းခဏတာပဲကာကွယ်နိုင်မှာပါဖြတ်သွားတဲ့တားရဲတွေရဲ့တိုက်ခိုက်မှုကသူတို့ကိုအချိန်ကြာကြီးအကာအကွယ်မပေးနိုင်ပါဘူးခွင်ရိုးဖွဲ့နဲ့ဂျိုဖုံးတို့ကငကိုတွေကပူပေါင်းခဲကြတာဖြစ်ပြီးမဟာမိတ်ဖွဲ့မဲ့အစီအစဉ်မတိုင်ခင်တည်းကခွင်ကလန်နဲ့ကောင်းကင်နဆိုးဇာမဏိမျိုးနဲ့စုကပူပေါင်းထားခဲ့ကြတာပါဒါကြောင့်မလို့ခွင်ကြီးကမဟာမိတ်အကြောင်းပထမဆုံးစပြောတဲ့အချိန်မှာဂျိုဖုံးကအရင်ဆုံးသဘောတူခဲ့တာပါပြောမယ်ဆိုရင်သူတို့ကဒီနေရာမှာထွက်ပေါက်လမ်းကြောင်းကရှိနေတယ်ဆိုတော့သူတို့ကတည်ပြီးသားပါဒါကြောင့်သူတို့ကအလဲပိုင်းကုန်းမီယာလူတွေကိုသူတို့အတွက်အတုံးချခံပစည်းအနေနဲ့ဇရီးလိုက်တာပါသူတို့ရဲ့လုပ်ရက်ကပြောရမယ်ဆိုရင်တော့တကယ်ဦးမှညံကြည့်ပြီးတကယ်ဦးမှလည်းကောက်ကျစ်တယ်လို့ပြောလို့ရပါတယ်တစ်ဖက်မှာရှောင်းဝမ်တို့ကတော့အစီရင်ကိုကာကွယ်ဖို့အတွက်သူတို့အဖွဲ့မှာရှိသမျှလူအားလုံးရဲ့စွမ်းရည်ကိုအသုံးပြုပြီးတော့အစွမ်းကုန်ခုခံနေရပါတယ်ဒါပေမဲ့လေ
သူတို့ရဲ့အစွမ်းကုန်ခုခံမှုကအချိန်အကြာကြီးတောက်ခတ်နိုင်မှာမဟုတ်ပါဘူးဒါကိုလည်းရှောင်းဝန်းကသိပါတယ်တကယ်လို့အချိန်ကြာကြီးတောက်ခတ်နေမှာဆိုရင်တော့အချိန်ကြာလာနဲ့မျှအားလုံးရဲ့ဒူချီစွမ်းရည်ကကုန်ခန်းသွားပြီးအစီရင်ကိုဆက်လက်ပြီးတော့မထိမ့်သိမ့်နိုင်တော့တဲ့အချိန်မှာသူတို့အတွက်ရလက်ကတည်ခြင်းတရားပဲရှိပါလိမ့်မယ်ဒါကြောင့်မလို့သူတို့အားလုံးကဒီတားရဲ့ပင်လယ်ကြီးကိုဖောက်ထွင်းဖို့အတွက်ဆုံးဖြတ်လိုက်တာပါတားရဲ့ပင်လယ်ကြီးကိုဖောက်ထွင်းမဲ့အချိန်မှာသူတို့အားလုံးရဲ့အင်အားကိုစူးစီးပြီးသူတို့ရဲ့အစွမ်းထက်ဆုံးသောတိုက်ကွက်တွေကိုထုတ်သုံးပြီးတော့တခါတည်းတားရဲ့ပင်လယ်ကိုထိုးဖောက်ခဲ့ပါတယ်ဒီရလက်ကပြောရမယ်ဆိုရင်တော့တားရဲ့ပင်လယ်ထဲကနေထိုးဖောက်ဖို့တော့မှအကျိုးသက်ရောက်မှုအနည်းငယ်ရှိနေပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အစွမ်းထက်ဆုံးတိုက်ကွက်တွေအားလုံးကတိုင်ဝိဇာအထွန်းထိပ်ပညာရှင်တွေကိုတော့တစ်ချက်ထင်းနဲ့အဆုံးသတ်နိုင်တဲ့တိုက်ကွက်တွေဖြစ်နေလို့ပါရှောင်းရန်ကတော့ကောင်းကင်မီတော့ကိုဒိုချီစွမ်းရင်းကိုအကုံဆုံးစီဆုံးနီလန်းနဲ့အသုံးပြုပြီးတော့တားရဲပင်လေကိုရှေ့ဆုံးကနေဥဆောင်ပြီးတော့ထိုးဖောက်နေပါတယ်ဒီလိုကောင်းကင်မီတော့ကိုအသုံးပြုတာဒိုချီစွမ်းရင်းကိုအင်မတန်မှကုန်ခန်းတာမြန်စေပါတယ်ဒါပေမဲ့လေရှောင်းရန်ကမှော်ဆေးပညာရှင်တယောက်ဖြစ်နေတာမလို့ဒိုချီစွမ်းရည်ပြန်လဲဖြည့်တင်းတဲ့ဈေးလုံးတွေကသူ့စီမှာရှားပါမှုမရှိပါဘူးဒါကြောင့်မလို့ဒီအခြေအနေကရှောင်းဝမ်းအတွက်တော့မှုစရာအခြေအနေမဟုတ်ပါဘူးဒါကြောင့်သူတို့ကတားရဲပင်လေကိုထိုးဖောက်တဲ့အချိန်မှာရှောင်းရဲအင်အားကတော့အဓိကမန်နိုင်တစ်ခုအနေနဲ့ပါဝင်နေရပါရွှေရဆိုရင်လည်းသူ့ရဲ့ကောင်းကင်မီတော့အစွမ်းနဲ့အစွမ်းကုန်တိုက်ခိုက်ပြီးတော့ထိုးဖောက်နေတာပါကူချင်းရဲ့ရှောက်ရီရှမ်းရွရင်ခြိုင်လင်းအားလုံးကလည်းသူတို့ရဲ့ရှိသမျှအစွမ်းထက်ဆုံးတိုက်ကွက်အားလုံးကိုထုတ်သုံးပြီးတော့ဒီတားရဲပင်လေကြီးကိုအစွမ်းကုန်တိုက်ခိုက်နေကြတော့အားလုံးကမြင်တွေ့ရမှာပါတားရဲပင်လေကိုထိုးဖောက်ရင်းထဲမှာရှောင်းဝန်းကကောင်းကင်နဲ့ဆိုဇာမနီမျိုးနွယ်စုကလူတယောက်ကိုရှာတွေ့ပြီးသူတို့ရဲ့ခြေရအငွေ့တက်ကိုအာယုံခံမိခဲ့ပါတယ်ဒါကြောင့်ပဲရှောင်းဝန်းကထွက်ပေါက်လမ်းကြောင်းကိုရှာတွေ့သွားပြီးခွင်ကြီးကချမှတ်ထားတဲ့အစီအရင်ကိုချိုးဖျက်ပြီးတော့ထွက်ပေါက်လမ်းကြောင်းတွေကိုဝင်ရောက်သွားတာပါဒါပေမဲ့ရလန်းအနေနဲ့အစီရင်ကပျက်စီးသွားတာမလို့ထွက်ပေါက်လမ်းကြောင်းတွေကိုလည်းတားရဲပင်လေကြီးကတိုးဝင်လာခဲ့ပါတယ်ရလန်းအနေနဲ့ရှောင်းဝန်းတို့အဖွဲ့ကအမြန်သွားမှာဖြစ်ပြီးအကယ်၍ထွက်ပေါက်ကနေမထွက်နိုင်ဘူးဆိုရင်ဒီထွက်ပေါက်လမ်းကြောင်းထဲမှာပဲအဆုံးသတ်သွားနိုင်ပါတယ်ခွင်ကြီးကလမ်းကြောင်းကိုဖောက်ပြီးတော့ပြန်လည်ပြုပြင်ခဲ့တဲ့လမ်းပိတ်အားလုံးကလည်းရှောင်းဝန်းတို့အတွက်အစွမ်းကုန်တိုက်ခိုက်ပြီးတော့ဖျက်ဆီးဖို့အတွက်အခြေအနေငယ်ကိုလိုအပ်ပါတယ်ဒီအချိန်ဒီမှာရှောင်းဝန်းရဲ့ဘော်ဒီတစ်ပတ်မျိုးစေ့ရတာတုတ်ပြန်မှုမရှိခဲ့ဘူးဆိုရင်ရှောင်းဝန်းတို့အားလုံးအတွက်အတော်လေးကိုစိုးဝါးတဲ့အခြေအနေတစ်ခုကိုကြောက်သွားမှာပါသူတို့ကတားရဲပင်လေကိုရင်ဆိုင်နိုင်တော့မှအချိန်အနည်းငယ်မျှတာရင်ဆိုင်နိုင်မှာပါအချိန်အရန်ကြာမြင့်သွားပြီဆိုရင်တော့ဒိုချီစွမ်းရည်ကတဖြည်းဖြည်းနဲ့ကုန်ခန်းသွားပြီးရလက်ကသူတို့အတွက်တော့မှအတော်လေးကိုစိုးဝါးတဲ့အခြေအနေမျိုးဖြစ်သွားနိုင်ပါတယ်ပြီးတော့လက်ရှိအချိန်ဒီမှာသူတို့တစ်ဖက်လုံးကလည်းဒိုချီစွမ်းရည်အတော်လေးကိုမှကုန်ဆုံးနေကြပါပြီတားရဲပင်လေကြီးကိုအတင်းထိုးဖောက်လာရတာလေလွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူးဘော်ဒီတစ်ပတ်မျိုးစေ့ရဲ့တုတ်ပြန်မှုဒါဆိုရင်တော့ဇလန်အပြောင်းလဲမှာပါဝင်နေတဲ့အရာတစ်ခုပါနိုဘယ်ထေကအတိုင်းမှာဆိုရင်တော့ဘော်ဒီတစ်ပတ်မျိုးစေ့ရဒီအချိန်ဒီမှာဘာလှုပ်ရှားမှုမှလည်းမရှိသလိုရှောင်းဝန်းတို့ဖွဲ့ရလည်းဘာအခက်အခဲမှမရှိပဲတားရဲပင်လေကိုထိုးဖောက်ပြီးတော့ထွက်ပေါက်ကနေထွက်ခွာသွားနိုင်ခဲ့တာပါဒါပေမဲ့လက်ရှိမှာတော့ဒွန်ဟာထဲမှာဇလန်အပြောင်းလဲအချို့ကိုပြုလုပ်ထားပါတယ်ဒါကတော့ရှောင်းဝန်းတို့အဖွဲ့ကတားရဲပင်လေကိုထိုးဖောက်နေတဲ့အချိန်မှာခွင်ရီတို့ရဲ့အကောက်ကျန်မှုနဲ့အရေးကြုံသွားတဲ့အခုအားလုံးကမြင်တွေ့နေရတဲ့အခြေအနေမျိုးပေါ့ဒါပေမဲ့လက်ရှိ body တစ်ပတ်မျိုးစေ့ပေါ်လာတဲ့အခြေအနေကိုကျွန်တော်ရှင်းပြချင်ပါတယ် body တစ်ပတ်မျိုးစေ့က body တစ်ပတ်တစ်ပင်ကြီးနဲ့နီးစပ်လေးတုတ်ပြန်မှုကိုပြလိပါလက်ရှိအချိန်မှာရှောင်းတို့အဖွဲ့ရဲ့ဒီနေရာ body တစ်ပတ်တစ်ပင်ကြီးနဲ့အတော်လေးကိုမှနီးစပ်နေပြီလို့ပြောလို့ရပါတယ်ဒါကြောင့်မလို့ body တစ်ပတ်မျိုးစေ့ကနေပြီးတော့ body တစ်ပတ်တစ်ပင်ကြီးကအချိန်ဝါပေါက်ကွဲထွက်လာတာဖြစ်ပါတယ်ဒါကြောင့်ရလန်းအနေနဲ့ထွက်ပေါက်လမ်းကြောင်းလေးကိုဝင်ရောက်လာတဲ့တားရဲအလုံးက body တစ်ပတ်မျိုးစေ့ကနေထွက်ပေါ်လာတဲ့အချိန်ဝါကြောင့်တိတ်ဆုံးသွားကြတာပါဘော်ဒီတစ်ပတ်တစ်ပင်ကြီးရဲ့စွမ်းရည်ကိုနောက်ပိုင်းမှာရှင်းပြပေးပါမယ်ဗီဒီယိုလေးကိုပြန်ဆက်လိုက်ရအောင်ဘော်ဒီတစ်ပတ်တစ်ပင်ကြီးနောက်ဆုံးတော့သူတို့ရဲ့ခီးစဉ်ကဘော်ဒီတစ်ပတ်တစ်ပင်ခီးစဉ်ကြီး၄ပတ်မြောက်တလားကြာပြီးတဲ့နောက်မှာတော့ရှောင်းဝန်းတို့အဖွဲ့ကဘော်ဒီတစ်ပတ်တစ်ပင်ကြီးစီကိုခြေချနိုင်ခဲ့ပါပြီသူတို့အားလုံးကလိုချင်နေတဲ့အဓိကပြစ်မှတ်ဖြစ်တဲ့ဘော်ဒီတစ်ပတ်နှလုံးသားကတော့အဲ့ဒီတစ်ပင်ရဲ့အတွင်းထဲမှာတည်ရှိနေပါတယ်ဘော်ဒီတစ်ပတ်တစ်ပင်ကြီးဒီတစ်ပင်ကြီးကဘယ်လောက်ထိအစွမ်းထက်လဲဆိုတော့ကျွန်တော်ပြပြပေးပါမယ်ဒီတစ်ပင်မှာလူသားတယောက်လိုမျိုးအသိဉာဏ်မရှိပေမဲ့သူ့ရဲ့စွမ်းရည်ကတိုင်းနတ်ဖျားတစ်ပါးနဲ့တော့ရှင်းနိုင်ပါတယ်တစ်ချိန်လုံးကဘော်ဒီတစ်ပါးတစ်ပင်ကြီးကတိုင်းနတ်ဖျားတစ်ပါးနဲ့ပူးပေါင်းပြီးအခြားတိုင်းနတ်ဖျားတစ်ပါးကိုတပ်ဖြတ်ခဲ့ပူပါတယ်ဟုတ်ပါတယ်တိုင်းနတ်ဖျားအောင်တော့တပ်ဖြတ်ခဲ့ပူတာပါဒါကြောင့်မလို့ဒါကိုကြည့်မဲ့ဆိုရင်တော့ဘော်ဒီတစ်ပါးတစ်ပင်ကြီးကဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတော့တွေ့ရမှာပါဒါပေမဲ့တိုင်းနတ်ဖျားတစ်ပါးကိုတပ်ဖြတ်တုန်းကဘော်ဒီတစ်ပါးတစ်ပင်ကြီးကဒီလိုမျိုးအစိုးမြင့်စိတ်နဲ့ဘော်ဒီတစ်ပါးတစ်ပင်ကြီးမဟုတ်ပါဘူးလက်ရှိဘော်ဒီတစ်ပါးတစ်ပင်ကြီးကတော့အစိုးမြင့်စိတ်တွေနဲ့ပြည့်နှက်နေပြီးမကောင်းတဲ့ဘက်အချင်းကိုရောက်နေတဲ့ဘော်ဒီတစ်ပါးတစ်ပင်ကြီးဖြစ်နေပါပြီဒါကြောင့်မို့လဲသူကလူသားရုပ်သေးတွေဘာတွေလှုပ်ထားခဲ့တာပါဒါဆိုရင်တော့အတော်မှရက်ဆက်တဲ့နီလန်လို့ပြောလို့ရပါတယ်ဘော်ဒီတစ်ပါးတစ်ပင်ကြီးကလက်ရှိဒီလိုအစိုးမြင့်စိတ်အဖြစ်ပြောင်းလဲသွားတာဟာတိုင်းနတ်ဖျားတစ်ပါးကိုတပ်ဖြတ်ရတာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူးဒါကတိုင်းနတ်ဖျားတစ်ပါးကိုအခြားတိုင်းနတ်ဖျားနဲ့ဘော်ဒီတစ်ပါးတစ်ပင်ကြီးကပူပေါင်းတပ်ဖြတ်ခဲ့တဲ့အချိန်မှာစိုးကျိုးအနေနဲ့တိုင်းနတ်ဖျားရဲ့ခန္ဓာထဲမှာရှိတဲ့အစိုးမြင့်စိတ်အားလုံးကဘော်ဒီတစ်ပတ်တစ်ပင်ကြီးနဲ့ပေါင်းဆက်သွားခဲ့ပါတယ်။ရာလန်အနေနဲ့ဘော်ဒီတစ်ပတ်တစ်ပင်ကြီးက
သူ့ရဲ့ပင်ကိုယ်တဘာကိုမထိန်ချုံနိုင်ပဲအစိုးမြင့်စိတ်ကသူ့ကိုတဖြည်းဖြည်းနဲ့လွှမ်းမိုးလာပါတယ်ဒါကြောင့်မလို့လက်ရှိဘော်ဒီတဘာတပင်ကြီးကအတော်လေးကိုမှရက်ဆက်ကြမ်းကြုံနေရပါဒါဆိုရင်ရုပ်သေးတွေအကြောင်းကိုပြန်ဆက်လိုက်ရအောင်သူတော်စင်တစ်ပိုင်းအဆင့်ရုပ်သေးဒီရုပ်သေး၃ရုပ်ကဆိုရင်တော့တိုင်းသူတော်စင်တစ်ပိုင်းအဆင့်နေကြီးပါပဲဒါပေမဲ့သူတို့ရဲ့စွမ်းရည်ကသူတော်စင်တဝက်အဆင့်ဆိုပေမဲ့ရောက်ချမ်းတို့ဘာတို့ကိုရှင်နိုင်တဲ့အထိရောက်ချမ်းတို့ဘာတို့ကိုရှင်နိုင်တဲ့အထိစွမ်းရည်မြင်မာမှုတော့မရှိပါဘူးဒီသူတော်စင်တဝက်အဆင့်ပညာရှင်၃ယောက်ကိုရောက်ချမ်းတစ်ယောက်ထဲရတော့အလွယ်ကူနဲ့အနိုင်ယူနိုင်ပါတယ်ဘာလို့လဲဆိုတော့ဒါကအဓိကကွာခြားမှုကတော့အသက်ရှင်နေတဲ့သူတော်စင်တစ်ပိုင်းအဆင့်ပညာရှင်နဲ့အသက်မင်းနေတဲ့ရုပ်သေးကဘလို့မှမတူညီနိုင်တာကြောက်ပါပထမအချက်အနေနဲ့ဒီသူတော်စင်တဝက်အဆင့်ပညာရှင်တွေအားလုံးကအသက်တမ်းမရှိတော့ပါဘူးသူတို့ကလက်ရှိအချိန်မှာလုံးဝအသက်တက်ကင်းမဲ့နေတဲ့ရုပ်သေးတွေပါသူတို့ထုတ်လို့နိုင်တဲ့သူတော်စင်တစ်ပိုင်းအဆင့်စွမ်းရည်ကကနဦးသူတော်စင်တစ်ပိုင်းအဆင့်စွမ်းရည်မျိုးသာထုတ်လို့နိုင်တာပါရလန်းအနေနဲ့ပြောရမယ်ဆိုရင်တော့ပြောင်းလဲခြင်းကိုးတွယ်အထွန်းထိပ်တိုင်းဝိစာတွေကရင်ဆိုင်တိုက်ခိုက်နိုင်တဲ့အခြေအနေမျိုးမှာပါဒါဆိုရင်တော့လက်ရှိသူတော်စင်တစ်ပိုင်းအဆင့်ကိုရင်ဆိုင်မဲ့ဒီမှာရောက်ရှိနေတဲ့အဖွဲ့အစည်းတွေအားလုံးရဲ့အင်အားကိုတစ်ချက်ကြည့်လိုက်ရအောင်အရင်ဦးဆုံးအနေနဲ့ဟွင်ကလန်ဝိညာဉ်မျိုးနွယ်စုရဲ့အင်အားဆိုရင်တော့ဟွင်ရီတယောက်တည်းရပဲပြောင်းလဲခြင်းရှစ်တွယ်တိုင်းဝိစာပါသူ့နောက်မှာပါလာတဲ့အကြီးအကဲအားလုံးကဝိညာဉ်ဘိမှန်ထည့်ဆွေးအဆင့်အကြီးအကဲတွေကြီးပဲဖြစ်တာကြောင့်မလို့သူတို့အားလုံးရဲ့စွမ်းရည်ကအနိုင်ဆုံးမှတော့မှကျဲ၅ပွင့်အထွန်းထိပ်တိုင်းဝိစာဖြစ်ပြီးအမြင့်ဆုံးကိုဆိုရင်တော့ကျဲ၈ပွင့်တိုင်းဝိစာတွေဖြစ်နိုင်ကြပါတယ်ဒါကြောင့်မလို့ဟွင်ရီတို့ဖွဲ့အင်အားနဲ့ဆိုရင်တော့သူတို့ကသူတော်စင်တစ်ပိုင်းအဆင့်ပညာရှင်တယောက်ကိုရင်ဆိုင်နိုင်ပါတယ်ဟွင်ရီကသာကလန်တတူးကိုအသုံးပြုပြီးတိုက်ခိုက်မယ်ဆိုရင်သူ့ရဲ့တိုက်ခိုက်စွမ်းရည်ကပြောင်းလဲခြင်းကိုးတွယ်အထွန်းထိပ်ထိကိုမြင့်တက်သွားမှာပါဒါကြောင့်မလို့သူတို့ဖွဲ့အင်အားရဆိုရင်တော့ကနဦးသူတော်စင်တဝက်အဆင့်စွမ်းရည်မျိုးသာထုတ်လို့နိုင်တဲ့ရုပ်သေးတယောက်ကိုတားဆီးဖို့ကအခက်အခဲမရှိပါဘူးနောက်တစ်ဖွဲ့ရတော့ကျိုးဖုံးတို့အဖွဲ့မှာဆိုရင်ကျိုးဖုံးကလည်းပြောင်းလဲခြင်းရှစ်တွယ်တိုင်းဝိစာပါဖုန်ချင်းကပြောင်းလဲခြင်း၃တွယ်တိုင်းဝိစာဒီကောင်းကင်နဆိုးဇာမဏိမျိုးနဲ့စုကအကြီးကဲတွေဟာဆိုရင်လည်းကျဲ၅ပွင့်အထွန်းထိပ်တိုင်းဝိစာဖြစ်ပြီးအမြင့်ဆုံးကိုဆိုရင်တော့ကျဲ၈ပွင့်တိုင်းဝိစာတွေဖြစ်နိုင်ကြပါတယ်ဒါကြောင့်မလို့ကျိုးဖုံးတို့အဖွဲ့ရလည်းဝိညာဉ်ဗိမာန်ရဲ့အင်အားနဲ့အတော်လေးကိုမှဆင်တူပါတယ်ဒါအပြင်မှာသူတို့ကမှော်သားရဲ့မျိုးနဲ့စုကဖြစ်တာကြောင့်သူတို့ရဲ့တိုက်ခိုက်စွမ်းရည်နဲ့ခုခံနိုင်စွမ်းကလည်းအတော်လေးကိုမှမြင့်မာပါတယ်ဒါကြောင့်ကျိုးဖုံးတို့အဖွဲ့အနေနဲ့ကလည်းသူတော်စင်တစ်ပိုင်းအဆင့်ပညာရှင်ကိုရင်ဆိုင်တိုက်ခိုက်နိုင်ပါတယ်နောက်ဆုံးရှောင်းဝမ်တို့အဖွဲ့မှာဆိုရင်ရှောင်းဝမ်ကလက်ရှိမှာကျဲ9ပွင့်တိုင်းဝိစာပါသူတယောက်တည်းရဲ့စွမ်းရည်ကပဲပြောင်းလဲခြင်းရှစ်တွယ်ပြောင်းလဲခြင်း9တွယ်တိုင်းဝိစာကိုရင်ဆိုင်ပြီးတော့တိုက်ခိုက်နိုင်နေပါပြီမိကြပန်းကိုသာအသုံးပြုမယ်ဆိုရင်တော့တိုင်းဝိစာအထွန်းထိပ်ပညာရှင်တွေကိုတော့ရင်ဆိုင်နိုင်ပါတယ်ပြီးတော့ရှောက်ယူရှမ်းခြိုင်လင်းချင်းလင်းလို၃ယောက်ကသာပူးပေါင်းမယ်ဆိုရင်တော့ပြောင်းလဲခြင်း6တွယ်အစဉ်တိုင်းဝိစာတယောက်ကိုယာယီတိုက်ခိုက်နိုင်လောက်တဲ့အထိအစွမ်းထပ်ပါတယ်နောက်ပြီးတော့ကူမျိုးနဲ့စုရဲ့ဘူဂျုံ2ယောက်ကတော့ကျဲ9ပွင့်အထွန်းထိပ်တိုင်းဝိစာတွေပါကူချင်းရန်ဆိုရင်တော့ပြောင်းလဲခြင်း6တွယ်တိုင်းဝိစာပါရွှင်းရဆိုရင်တော့ပြောင်းလဲခြင်း8တွယ်နဲ့ပြောင်းလဲခြင်း9တွယ်အဆင့်မှာအနိုင်ဆုံးရှိနေမယ်တိုင်းဝိစာပါပြီးတော့ရွင်ရွင်းနဲ့အလဲပိုင်းကုန်းမီယာပါလာတဲ့အခြားအဖွဲ့အစည်းတွေကိုပူးပေါင်းလိုက်မယ်ဆိုရင်သူတို့ဘက်ကအင်အားကလည်းအတော်လေးမှမြင့်မားတယ်လို့ပြောလို့ရပါတယ်ဒါကြောင့်ရှောင်းဝမ်တို့အဖွဲ့အနေနဲ့ကလည်းသူတော်စင်တစ်ပိုင်းအဆင့်ပညာရှင်တယောက်ကိုတားဆီးဖို့ကဘာအခက်ခဲမှမရှိပါဘူးရလန်းအနေနဲ့ဒီတိုက်ပွဲကတော့အတော်လေးမှပြင်းထန်တဲ့တိုက်ပွဲကြီးဖြစ်လာမှာပါတားဆီးနိုင်မလားမတားဆီးနိုင်ဘူးလားဆိုတာတော့နောက်ပတ်မှာဆက်လက်ပြီးတော့စောင့်မျှော်ကြပါဦးကျွန်တော်ကတော့ခရိုဆာကီပါဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါပေါ့